ဖြင့်2023ခုနှစ်ဧပြီလ15ရက်နေ့ဖြစ်ပါတယ်တတိယမြောက်နေ့အဖြစ်မော်ဘီမှာရှိသောသုဒ္ဓဝိပဿနာရိပ်သာ၌ဝိပဿနာပညာမိတ်ဆက်ကို3ရက်မြောက်နေ့ဆက်လက်ပြီးဆွေးနွေးပါမယ်တဲ့ယခုဆွေးနွေးမဲ့တရားတွေအားလုံးဟာလူပုဂ္ဂိုလ်များကိုဥတီးပြီးဆွေးနွေးတာဖြစ်လို့ကြွရောက်နားထောင်လို့ရတော့တန်ဃာတော်များအတွက်ဘုရားတပည့်တော်သုံးလုံးတော်စကလုံးများမှာနော်အာဃာရဝဖြစ်ခဲ့ရင်ဖြစ်ဃာရဝတရားနိဝါတရားရှိထား၍သီးခံခွင့်တို့ပြကြပါရန်ကြိုတင်တောင်းပါပါတယ်ကျွန်တော်တို့မနေ့ကဆွေးနွေးခဲ့တဲ့အပိုင်းမှာတဲ့ကျွန်တော်တို့အစာအိမ်နဲ့ပတ်သက်လို့ဆွေးနွေးခဲ့တယ်နော်အဲ့ဒီဟာတော့ဆွေးဆုံသွားပြီသို့တော့နည်းနည်းကြံနေတယ်အဲ့ဒီမှာဒုက္ခနောက်တစ်မျိုးကိုပြောလို့ရှိတယ်ပထမဆုံးကျွန်တော်တို့အစိမ်ခံခဲ့တာကသင်္ခါရဒုက္ခတဲ့နော်အခုအဲ့ဒါကြီးပေါင်းပြီးတော့နောက်ဒုက္ခတစ်မျိုးကိုလည်းပဲအစိမ်ခံပါမယ်အခုအစာအိမ်ဆိုတာဟာကျွန်တော်တို့အစာအိမ်ပါဝင်ပေါ့နော်ပြီးတော့မှဥသိန်းနေဥမာရီနဲ့အလုံးလုံးကြတော့အစာတွေကိုပါဇက်ကစားတယ်ဝါစားတာပေါ့နော်ဝါလိုက်တာကညစ်အောင်စရီးနဲ့သွားနဲ့ကြိတ်ချလိုက်ရှားပေါ်ဖြတ်တဲ့အခါတော့အရသာရှိလိုက်တဲ့ဟုတ်ပြီလားမျိုးချလိုက်တော့ကိုယ်လက်မကန်ရှိတဲ့အစာမျိုးပြုံနေရောက်သွားတော့အရသာမရှိတော့ဘူးနော်အစာမျိုးပြုံကသူ့ရဲ့ကြွက်သားတွေကကျုံချင်းဆန့်ချင်းလုံးပြီးတော့အစာအိမ်တွေကိုဆွဲယူသွားတာတဲ့နော်အစာအိမ်တွေရောက်တော့သူကgastric juice တွေနဲ့နော် hydrochloric acid တွေနဲ့ကြည်ချဲနော်ကြည်ချက်တော့မုန်းနှင်းခဲ့သူအရေးဖြစ်ပြီးတော့မှဥသိန်းထဲကိုထည့်ပြီးတယ်တဲ့မနည်းဟာလေးပြန်ကောက်တာပါနော်ဥသိန်းထဲကြမှာဩဇာဓာတ်ကိုပြောင်းလဲထုတ်ယူတာဥသိန်းထဲကိုရောက်တဲ့အခါကျတော့ဟောဒီညိုအသေးကြီးကနေပြီးတော့တေကြီးထုတ်ပြီးတယ်မိမိကိုစားတဲ့အစီအစိမ့်တွေကိုသူကခြေဖြစ်ပြီးနိုင်တယ်ဟုတ်ပြီလားနောက်မှရှိတဲ့ပန်ကရိယဆိုတဲ့တရုတ်ရက်ကလည်းပဲပန်ကရိယဓာတ်ရည်ဥသိန်းတွေကလည်းဓာတ်ရည်၃မျိုးပေါင်းပြီးထုတ်တော့ဒါဓာတ်ရည်တွေပေါ့နော်ဘုရားရှင်ပြောတယ်အရည်12မျိုးလို့ပြောတဲ့အထက်မှာသူတို့ပါတယ်သူတို့ကကြိတ်ချေတော့ဩဇာဓာတ်တွေဥသိန်းထဲမှာဖြစ်ဥသိန်းနေရာမှာအိတ်တွေကဆုံးဥသိန်းနေရာမှာရှိတဲ့သူးကြောလေးတွေကတစ်ဆင့်သေးပြီးတော့အသေးကြီးကိုဖြားပြီးနှလုံးထဲကိုအစာတွေထည့်ပေးတာအဲ့ဒီခါကျတော့နှလုံးကသူပုံမှန်တမီးနဲ့အချင်း90နှစ်နေတဲ့သွေးနဲ့အတူခန္ဓာကိုယ်အနှံ့ကိုဩဇာဓာတ်တွေပို့ပေးတာပေါ့နော်ခန္ဓာကိုယ်မှာရှိတဲ့တတိတသိန်းကျော်သောကလစီတို့သည်တဲ့အဲ့ဒါလိုဩဇာဓာတ်ရတော့မှရှင်တာဟုတ်ပြီလားတဲ့အဲ့ဒါလိုပို့နေတဲ့အခါမှာလူမျိုးပြောသလိုအစာအိမ်ကမိမိတို့စားနေကြ17နာရီစားနေကြဆိုရင်သစ္စာရှိတယ်တဲ့17နာရီမှာဂက်ဆွိဂျူတွေကထွက်လာတယ်အစာချေအင်ဇိုင်းတွေကထွက်လာတယ်နော်အကိုကထွေးမစားပြဘူးဆိုရင်အစာဘူးအက်ဆစ်တွေကမပက်တော့အစာအိမ်နေရာတွေကိုပြန်ပြီးပက်တယ်တဲ့ပက်တော့ပူးလာတယ်ပူလာတယ်ကိုစားတယ်လို့ကျွန်တော်တို့ကဘာသာပြန်လိုက်တယ်နော်အဲ့တော့ငါစားတယ်သူ့ရဲ့အဓိပ္ပာယ်ကဘာလို့တဲ့ခန္ဓာကိုယ်မှာဆင်ဆက်မပြတ်လို့နေတဲ့အာဟာရဓာတ်တွေပူလောင်သိသိထားတာနေနေပြီတဲ့အခုထပ်ပြီးတော့ထည့်ပြီးလို့လူတွေလို့တောင်းဆိုတာငါကတောင်းဆိုတာမဟုတ်ဘူးဘယ်သူကတောင်းဆိုတာတော့အစာအိမ်ကတောင်းဆိုတာအစာအိမ်ကငါလားရုပ်လားရုပ်ပဲသူကတောင်းဆိုပြီးရတဲ့အစာတွေကိုရှင်အောင်လုပ်တော့ငါကိုရှင်အောင်လုပ်မှလားရုပ်ကလစီကိုရှင်အောင်ထောက်ပါမှာလားအဲ့ဒီအတွက်ကြောင့်သူကဒုက္ခဝေဒနာနဲ့တောင်းဆိုပါတယ်ဟုတ်ပြီလားအဲ့ဒါကြောင့်မို့ဒုက္ခဝေဒနာအပူလားလိုအပ်ချက်လားအဲ့ဒီဒုက္ခဝေဒနာရှင်ရဲ့အတွက်သူမရှိရင်မဖြစ်ဘူးတဲ့ဟုတ်ပြီလားလူတွေကလောဘဒေါသနဲ့မောဟနဲ့နေတော့လောဘနောက်လိုက်ဒေါသနောက်လိုက်နေပြီးဖမင်းမဟင်းနဲ့မရှိတာရှိတာသူတို့ကသစ္စာရှိတယ်အချိန်တိုင်းရဲ့မင်းအစာထည့်ပြီးတော့ကလပ်စီးတွေသေးကုန်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲတဲ့ဟုတ်ပြီလားအဲ့တော့စားလိုက်ပေါ့တဲ့ကဲစားတဲ့နေရာမှာစားဖို့စားပြီးကိုပြောကြရအောင်တဲ့ခင်ဗျားတို့အခုမြင်းကြီးနဲ့မြင်းတို့ချက်သားဝက်သားတွေနဲ့ဖော်ဖော်ရရတွေနဲ့အယောင်သွေးတွေနဲ့ထမင်းဟင်းတွေကိုကြည့်တော့သူ့ဘခေါ်တဲ့တင့်ထေတဲ့အစင်မဟုတ်လားဟုတ်လားအမွှေးနဲ့လည်းနှစ်လူဝယ်တဲ့ဟုတ်ပြီလားအဲ့ဒါတွေကိုပါဇက်ကဝါလိုက်တယ်ဟုတ်ပြီလားပါဇက်ကဝါလိုက်ပြီးတလုံးပြီးတလုံးသရိုးတွေမျိုးမချဘူးလား
မျိုးချနေတာဟုတ်ပြီလားကဲကျွန်တော်တို့ကမျိုးချနေတဲ့အခါကျတော့ကျွန်တော်တို့ကပြန်ပြောတယ်လက်ကလေးနှစ်ဖက်ကိုပိုးတက်လိုက်တက်လိုက်ချင်းချင်းအခုနောက်တစ်လုံးစားတဲ့အခါမှာမျိုးမချခင်လေး40ကျတော့ဝါပြီးတော့လောဝါပေါင်းတင်လိုက်ပါဦးဟုတ်ပြီလားတင်ပြီးတော့ကြည့်ပြီးတော့ပြန်မျိုးချပါဆိုတော့ခင်ဗျားတို့ဘာလုပ်တော့မျိုးချကြလားလွတ်ပြလိုက်ကြလားဘာဖြစ်လို့လွတ်ပြလိုက်တာယုံလို့စောတော့မယုံဘူးလားဒီလိုဆိုကဲမထုတ်ကြည့်ပဲနဲ့ဝါနေတဲ့ခါကျတော့ဒီတိုင်းမျိုးမချဘူးလားဒီလိုဆိုမျိုးချနေတယ်ဆိုရင်ခင်ဗျားတို့ယုံကြရာတွေမျိုးချနေတာပေါ့မဟုတ်ဘူးလားဟုတ်လားအဲ့တော့ယုံကြရာနဲ့မျိုးချနေတာမသိဘူးမျက်စိကမြင်နေတာယုံကြရာကိုမြင်ကြလားတင့်တယ်တဲ့အဆင့်ကိုမြင်နေသလားအဲ့ဒီဟာနှိမ်ကားနေတော့ကောင်းလိုက်တာနဲ့မစားဘူးလားစားလားစားနေတယ်တဲ့ဟုတ်ပြီလားပါးစပ်ကထုတ်ကြည့်လိုက်တော့တင့်နေသလားမတင့်နေဘူးလားမတင့်နေဘူးအဲ့ဒါကြတော့ယုံစရာဟောသမင်းပကံတွေကရှိတာကြတော့ယုံစရာမဟုတ်ဘူးဒီလိုဆိုခင်ဗျားတို့အတွေးခေါ်ဘာဖြစ်လို့ချက်ချင်းပြောင်းလဲသွားတာလဲသမင်းပကံတွေတော့ယုံစရာမဟုတ်ဘူးလေဝါလည်းပြီးတယ်ပြီးတော့ဘာဖြစ်လို့ပြောင်းပြန်လုပ်လိုက်တော့ဒီအစာတွေလည်းမဟုတ်ဘူးလားအဲ့ဒါလိုပြောင်းလဲသွားတာဟာသင်ပြီးမယ်တဲ့အစွဲကြောင့်ပါအစွဲကိုပါဠိလိုဥပါဒံလို့ခေါ်တယ်အဲ့ဒီသင်္ကန်းစာမကြရင်လာတော့မယ်သဘောပေါက်ပြီနော်အဲ့ဒါတွေကနားလည်ဖို့ကောင်းတယ်တဲ့ကဲကောင်းပြီအဲ့ဒါလိုပဲရွေးချလိုက်တော့အစာအိမ်လေးရောက်တော့အစာအိမ်ကခင်ဗျားတို့ကဒီအစာစာကစင်ကာပူကငါသမီးတွေကပို့လိုက်တဲ့အစာစာဆိုတန်ဖိုးမထားလားထားလားထားပြီးအစာအိမ်လေးတော့အစာအိမ်ကဘေးမှာဖယ်ထားပါလားဖယ်မထားဘူးသူကနားလေလို့လားဘာမှနားမလဲဘူးသူ့လို့သူလောက်တာပဲစင်ကာပူကလာဇီးရီးယားလာဘယ်ဟာလာသူသိလားဘာမှမသိဘူးခင်ဗျားတို့ကအမှုန်းနေကြပဲမလားဒါတွေကအမတန်ကောင်းလိုက်တာဟုတ်ပြီလားဘိုက်ထဲရောက်တော့အစာရဲ့သူသိလားသူသိတာကဒါလည်းများစာအကျိတ်ချေရမှာအစာရဲ့ဒါဝင်လေဟုတ်ပြီလားအဲ့တော့မှဆာလောင်နေတဲ့တောင်းဆိုပြီးဆိုရင်ရှင်ရဲတဲ့လိုအပ်ချက်သူတောင်းဆိုတာဆိုရင်ခင်ဗျားတို့အချိန်မီစားဖို့ကအဓိကဟုတ်ကလားမဟုတ်ဘူးလားစားတော့ပဲဈေးကြီးတာဈေးမကြီးတာအဓိကလားကောင်းတာမကောင်းတာအဓိကလားစားခြင်းအဓိပ္ပာယ်ကဘာလို့ဒဝေတသိန်းတဲ့ကလစီတွေကိုတွားတာပြီးအစာလေးထည့်တော့မှကိုမီလေးထွက်လျှက်စစ်တန်လေးတွေထွက်တော့ကလစီမရှိဘူးလားရှင်လားအဲ့တော့စားခြင်းဟာပြောလို့စားတာလားရှင်ရဲ့အတွက်စားနေရလားအဲ့ဒါလို့တိမတမ္မာဒိဋ္ဌိဟုတ်ပြီလားအဲ့ဒါကြောင့်မို့ငါကြိုက်တာမကြိုက်တာနဲ့ဆိုင်ကလားမဆိုင်ဘူးလားမဆိုင်ဘူးတဲ့အဲ့လိုစားရမယ်အဲ့ဒါကြောင့်ခင်ဗျားတို့စားဖို့အတွက်ယောဂီတွေကိုတတ်မှတ်ထားတဲ့အချက်ကလေးတွေရေးပြမယ်ဟုတ်ပြီလားအဲ့လိုမသိတဲ့အခါကျတော့ခင်ဗျားတို့ကသူကနေပြီးတော့သက်ဆိုင်ရာတော့ပြောတာပေါ့နော်အခုရှင်နံပါတ်1ချက်ယောဂီအမှန်စားရမှာရေးလိုက်မယ်တဲ့တာစားပါဘာစားပါတော့တဏှာနဲ့ဆိုင်ကလားငါနဲ့ရောဆိုင်ကလားတဲ့တာဆိုတာငါကိုတဲ့မှလားရုပ်မှယောဂမဖြစ်အောင်တဲ့ခိုင်းတာလားအဲ့ဒါလိုအပ်ချက်နော်ယောဂီတွေစားမှာနံပါတ်1တဲ့တာစားပါနံပါတ်2တဲ့ကျွန်တော်တို့ကတန့်ရှင်းတာစားပါအဲ့ဒါလိုအပ်ချက်မဟုတ်ဘူးလားတန့်ရှင်းတယ်ဆိုတာရုပ်ခန္ဓာကိုယောဂမဖြစ်အောင်ပြောနေတာဟိုက်ခြင်းဖြစ်ရမယ်ဟုတ်ပြီလားတဲ့တာစားပါတန့်ရှင်းတာစားပါကဲနောက်တစ်ခုကဘာစားမှာတော့အတိုင်းအရှိနဲ့စားပါဟောဘာလို့စားမှာတော့အတိုင်းအရှိပမာဏနဲ့သိရမယ်ဘုရားရှင်ကအဲ့လိုပြောနေရအတိုင်းရှိဆိုတော့ဘာလို့ဟင်းကောင်းကောင်းမကောင်းကောင်းတပည့်တော်ဆိုဝါပြီအဲ့လောက်ဆိုရင်မိမိခန္ဓာကိုယ်ကျမ်းမာရေးအတွက်ပြည့်စုံပြီဆိုရင်အဲ့ဒါအတိုင်းရှိပဲကိုကကားကုန်မလားတိတ်သွားလို့တပံဝဲလို့တပံဝဲစားဒါပြောတာအဲ့ဒါကိုအတိုင်းရှိပါတဲ့အဲ့လိုမသိတော့ဟင်းကောင်းရင်တော့သုံးတကောင်အမေလာလိုက်တာဟင်းမကောင်းရင်တော့တပကောင်အဲ့ဒါအတိုင်းရှိပါလားအရှင်ရဲ့တဲ့စားနေတာလားငါနဲ့စားနေတာလားငါဆိုတဲ့အတ္တပါရင်တဏှာမပါဘူးလားပါလားအတ္တနဲ့လောဘနဲ့စားနေတာယောဂီမဟုတ်ဘူးတဲ့ဘာနဲ့စားနေတာတော့အတ္တနဲ့လောဘနဲ့အတ္တကဘာလို့ငါကြိုက်တဲ့ဟာကိုငါစားရမှကျင့်တတ်တယ်ဆိုတာရှင်ကိုဥဒိတာလားအတ္တကိုဥဒိတာလားအဲ့ဒါလို့စားရင်တမာဒိဋ္ဌိမဖြစ်ပါဘူးတဲ့ဟုတ်ပြီလားကဲစားမယ့်အချက်ဘယ်နှချက်ရှိတယ်၃ချက်ဘာ1တဲ့ကနံပါတ်2နံပါတ်3နံပါတ်4ကတိတ်အရေးကြီးတယ်ဟောနံပါတ်4ချက်ပြောတော့မယ်စားတိုင်း
ရှင်ရဲ့အတွက်စားတယ်လို့သိပါဟောဘာအတွက်စားတာလို့အဲ့ဒါ biological needs လို့ခေါ်တယ်နော်ဒီမို့ physiological needs လို့ခေါ်တယ်အဲ့ရှင်ရဲ့အတွက်စားတာဟုတ်ပြီလားအဲ့တော့ခင်ဗျားတို့ပြောလို့စားတာလားကြိုက်လို့စားတာလားတကယ်တော့ကလစီတွေရှင်လို့စားရတာလားအဲ့ဒါကြောင့်မို့3နဲ့4နဲ့စားနေရတာဒီစားတိုင်းလက်တွေ့ရေးကော်ဖီတောက်တိုင်းခန္ဓာကိုယ်ရဲ့ရှင်ရေးအတွက်လိုအပ်ချက်ကိုဖြည့်တာလားမဖြည့်ဘူးလားအဲ့ဒါတဏ္ဍာဒိဋ္ဌိပဲအဲ့ဒါအမှန်မြင်တာမဟုတ်ဘူးအမှန်မြင်တာအဲ့ဒီအမှန်ကဘုရားရှာရှိတဲ့သူတော်ကောင်းတွေမြင်တဲ့အမြင်သဘောပေါက်ပြီနော်အဲ့ဒါလို့စားရင်မမှန်ဘူးလားမှန်လားရှင်းကောင်းတော့မကောင်းတယ်လို့ဆိုင်ကြလားမဆိုင်ဘူးအဲ့ဒါဆိုကုသိုလ်ရလားမရဘူးလားအဲ့ဒါတွေကိုမသိဘဲနဲ့ရိတ်တာဝင်တော့ရိတ်တာဆရာတော်တွေကလောက်ရတာပေါ့ခင်ဗျားတို့ကိုဓမ္မပဒံလေးရှေ့ချမစားနဲ့အုံမြတ်ပါလေးချဆိုးဤသည်စားပွဲအမေမေကိုလူရဲမိုင်ကြွလှပရေးစေပြေဖြိုးခြင်းကမစားပါဘူးလေးပြာဓာတ်ဆောင်ယထာအမေလေးပြာဓာတ်ဆောင်လေးပြာဓာတ်ဆောင်တော့ဘာလို့ပထဝီတေဇောအာဘောဝါယောအဲ့ဓာတ်လေးပါးနဲ့ဖွဲ့ထားတာဒီအာရုံအယိုးမှရှိတယ်အသားမှရှိတယ်ကြွက်သားမှရှိတယ်အဲ့ဒါပြောနေတာအဲ့ဓာတ်လေးပါးကဒီခန္ဓာကိုယ်ထဲမှာရှိတယ်ဟုတ်ပြီလားအဲ့ဒီခန္ဓာကိုယ်တွေစားတယ်ရှင်ရတဲ့စားတယ်ဆိုတာကိုရေးထားတယ်လင်္ကာဟုတ်ပြီလားမစားပါဘူးနောက်ပါဆက်ဆိုလို့လေးပြာဓာတ်ဆောင်ဤအိုကောင်ရှေးအောင်တည်ရဲ့အသက်မြတ်တန်းမမောပညာတရားဘာဝနာတင့်နိုင်ပြာကိုဟောင်းတဲ့ဆိုရပြီးပြီခင်ဗျားတို့စိတ်ထဲမှာကယောဂီအများစုကဘယ်လိုသိတော့ဒါသမင်းစားတဲ့ဂါထာလို့သိတယ်ဟုတ်လားဆိုလဲပြီးလဲပြီးရောကိုနာကစက်သားလဲခတ်တယ်ကိုဘက်ကဝက်သားလဲခတ်တယ်ရှင်ရတဲ့စားတာကငါနဲ့စားနေတာလားတယောက်ကပြောကြည့်တယ်လေတဲ့ယောဂီကအဲ့ဒီယောဂီကိုအကြံပေးတယ်ညစာမစားဘူးလို့မြင်းစားတာမြင်းစားတာကြည့်လားဆိုတဲ့လူကပတ်တာလောက်တာပတ်တာဆိုယောဂီဟုတ်သေးလားကဲဆိုပြီးဖြစ်စေမဆိုပြီးဖြစ်သေးမိမိတို့အိမ်ရောက်သွားရင်ခမင်းစားလိုက်လက်ဖက်တောက်တိုင်းစိတ်ထဲမှာဘာတော့စားတယ်လို့သိရမှာလို့အဲ့ဒါတမ္မာဒိဋ္ဌိပဲတစ်ချက်တည်းထိသွားပြီဟုတ်ပြီလားမထိလားထိလားမရှိဘူးလားရှင်းလားရှင်းရမှာမိမိမနေ့စားလက်ဖက်တောက်ဘုံကတောက်လိုက်တဲ့စိတ်ထဲမှာဘယ်လိုသိရမှာလို့ရှင်ရတဲ့စားတာဆိုရင်တောင်းဘုံကခါခါငါကြီးများအောင်မလားကြီးမများတော့ဘူးရှင်ရတဲ့စားတာဟုတ်ပြီလားအဲ့ဒါလို့နားရလို့ရှိရင်မိသားစုဟာမိုနီဖြစ်တယ်ကဲကြည့်ပါဦးကိုသမီးတွေကကိုခင်မွန်းတွေကဒီနေ့ရုံသွားတော့မှဟုတ်ပြီလားရုပ်ကိုခင်မွန်းတွေကမန်နေဂျင်းဒါရိုက်တာရုံးမှာလူကြီးပေါ့ဘူးလားလူကြီးကသမီးတွေကထမင်းချင်းချက်ပြုတ်ပြီးတော့ထည့်ပေးတယ်အခုကျောင်းတွေကဖွင့်တော့ခလေးတွေကိုကျောင်းအားရတာနဲ့ဈေးသွားဆိုတော့သမီးတွေအလုံးမများလားများလားများတော့ခါတိုင်းကိုခေါ်ရမချက်နိုင်တော့ဟုတ်ပြီလားဖြစ်တယ်လို့မချက်ရဘူးလားချက်တော့မောင်ကြီးဒီလိုတော့ဒီเจ้าနဲ့အောင်လာပြီအဲ့ဒါလေးတွေရှိတယ်ရှင်းရပိတ်ထက်မပေးနိုင်ဘူးဘေးဥကနှစ်ချမ်းဟုတ်လားအဲ့ဒါပြောလိုက်တော့ခင်ဗျားတွေကကျေနပ်ကြလားမကျေနပ်ဘူးလားယောဂီအဖြစ်မှန်ရင်ဝိပဿနာကိုနားလည်ရင်ကျေနပ်တယ်မိမရတယ်ဟောသူ့စိတ်ကဒါဘာတဲ့စားတော့ရှင်ရတဲ့စားတာငါနဲ့စားရင်ငါကိုပံ့ပိုးတဲ့လောဘငါကိုပံ့ပိုးတဲ့မာနငါကယုံမှအရာရှိကြီးဒီခင်းလေးနဲ့သူများတွေအထင်သေးမှာပေါ့ဘယ်သူကဥဆောင်တာတော့ငါကဥဆောင်တာအဲ့ဒါကတာမန်ပုဂ္ဂိုလ်တွေစားတာကိုအပြစ်မပြောပါဘူးတဲ့ဝိပဿနာလုံးတဲ့သူတွေကိုပြောတာသဘောပေါက်ပြီနော်တာမန်လုံးကိုစားတာတွက်သူစားကြလို့စားဝိပဿနာယောဂီတွေအဲ့လိုစားလို့လို့ကလားမလို့ဘူးတဲ့ခင်ဗျားတို့ကဝိပဿနာဆိုတော့ဘယ်လိုနားလဲတော့အမေရိတ်တာလေးဝင်သွားတယ်ဟုတ်ပြီလားအာနာပါနရေးရှိရပြန်လာတယ်အဲ့ဒါဝိပဿနာလားဘဝတစ်ချက်လုံးဝိပဿနာနဲ့နိဒဝိပဿနာယောဂီသဘောပေါက်လားကျောင်းမှာမှခဏလေးဆိုရင်ကျောင်းနေတာနဲ့အိမ်နေတာဘယ်ဟာများတော့သွားပြီအဲ့ဒါခင်ဗျားတို့အကုန်လုံးဇောက်ထုံးမှုပဲကြာတော့မယ်သဘောပေါက်ပြီနော်အဲ့ဒါကြောင့်မလို့အခုပထမနီးပေးလိုက်ပြီသမင်းစားလိုက်ဖိစားလိုက်ဘာအတိနဲ့စားပါလို့ဆေးစားလို့နံပါတ်1ဘာရေးမလို့တေးကစားမယ်နံပါတ်2စားမယ်နံပါတ်3
အဲ့ဒါလို့ဆိုရင်ဟင်းပေါ်ပေါ်ငန်းငန်းစပီးတွေချက်ပြီးခင်မိုးနေကကြီးများသေးလားသူ့အတိထဲမှာဘာအတွက်စားတယ်လို့နားတယ်တော့အရာသာခံစားမှလားရှင်းတဲ့စားမှလားအဲ့ဒါလို့စားရရင်ခွင့်လို့ချုပ်ပြီးခင်ပါလားမပါဘူးလားအဲ့ဒါဆိုရင်အိမ်တော်စုမှာတာယာသလားမတာယာဘူးလားဒီဆိုဝိပဿနာဟာမိသားစုကိုကောင်းရလားမကောင်းရလားတကယ်တော့ကောင်းကြီးညွှန်ထားတာတဲ့ကိုကမသိလို့သဘောပေါက်ပြီနော်ဒီလိုဆိုရင်သမင်းစားကြီးတက်ပြီလားမတက်ဘူးလားတက်ပြီနော်ဆိုသည်ဖြစ်စေမဆိုသည်ဖြစ်စေနော်လက်ဖြစ်ရင်မုတ်တောက်တဲ့အခါမှာလည်းရှင်ရည်တို့စားတာမစားမဖြစ်လို့အဲ့ဒါလိုနားလည်ရမယ်နော်အဲ့ဒီခါကျတော့တဲတာလေးယူမယ်တန်ရှင်းတာလေးစားမယ်ဈေးကြီးတာဈေးမကြီးတာလည်းဆိုင်သလားမဆိုင်ပါဘူးအဲ့ဒါယောဂီတွေစားသုံးရမယ်ဤပညာကဲအတော့တစ်ဆင့်တက်ပြောရမယ်တဲ့အခုနည်းနည်းအဆင့်မြင့်သွားပြီအခုတင်ပြီးသွားတာတွေကဘာလို့တင်ပြီးသွားပြီတော့အဆုပ်အကြောင်းနှလုံးအကြောင်းနောက်ဘာတွေကိုအစာအိမ်ကြီးအကြောင်းအခုနာမယ်တဲ့ခရီးဆိုင်ပြီးနားထောင်ပါတဲ့အဲ့ဒါဝိပဿနာအတွက်အမှန်တန်ကိုအရေးကြီးပါတယ်နော်ကဲကျွန်တော်တို့ခန္ဓာကိုယ်မှာမနေ့ကသွေးကြောတွေရှိတယ်လို့မပြောဘူးလားအရှိကြီးပဲကဲသွေးကြောတစ်ချောင်းကိုပြောကြစို့တဲ့သွေးကြောတစ်ချောင်းမှာသွေးမီဥတွေစီးမနေဘူးလားစီးနေတယ်နောက်တော့သွေးအရေရောမစီးဘူးလားနှမျိုးကိုအခုပြောပြီနော်သွေးကြောကြီးတွေခန္ဓာကိုယ်မှာသွားနေတဲ့သွေးမီဥရဲ့သွေးအရေသွေးကြောထဲမှာရှိရတယ်လို့မြင်ရမယ်နော်သွေးမီဥကဘာတွေတည်တော့အောက်ဆီဂျင်အဲ့ဒါလေးနဲ့မမိနဲ့သွေးအရေကဘာတွေတည်တော့အစာအမေအတော်အဆင့်မြင့်နေပြီကျုပ်တို့ယောဂီတွေဟုတ်ပြီလားသွေးအရေကအစာသွေးမီဥကအောက်ဆီဂျင်သူတည်တော့သွေးကြွေးဘေးပတ်ဝန်းကျင်မှာကလပ်စီးတွေမရှိဘူးလားရှိလားကလပ်စီးတွေအများကြီးပဲအဲ့ဒီကလပ်စီးတွေကိုသွေးကြောတွေကရက်နေတာလားစီးနေတာလားစီးနေတာကိုလုပ်ငန်းလို့ခေါ်တယ်ဟုတ်ပြီလားလူရဲ့လုပ်ငန်းလားသွေးကြောရဲ့လုပ်ငန်းလားသွေးကြောရဲ့လုပ်ငန်းကရုပ်လားနာမ်လားရုပ်ကလုပ်ငန်းကိုပါဠိလိုသင်္ခါရလို့ခေါ်တယ်ဘယ်လိုခေါ်လို့အင်္ဂလိပ်လို function လို့ခေါ်တယ်နော်အင်္ဂလိပ်လိုဘယ်လိုခေါ်လို့ function အဲ့လိုမှတ်ထားဟုတ်ပြီသွေးကြောလေးကမရမနာစီးနေတာတဲ့လုပ်ငန်းလုပ်နေတာသူကဘာလုပ်ငန်းလုပ်တယ်တဲ့သူ့ဘေးမှာရှိတဲ့ကလပ်စီးလေးတွေရဲ့ဘီးဘိုတွေကိုအောက်ဆီဂျင်ထည့်အစာထည့်မထည့်ဘူးလားထည့်လားထည့်ရတော့ကိုယ်ဝင်းနဲ့လျှက်စစ်တာလေးတွေမထွက်ဘူးလားထွက်တော့ကလပ်စီးလေးရှင်သလားတေသလားရှင်တယ်ဒီလိုနဲ့ကလပ်စီးတိုင်းကိုလိုက်ထည့်တော့ကလပ်စီးလေးတွေကကိုယ်ဝင်းလေးတွေထွက်နေတော့မရှင်ဘူးလားရှင်လားရှင်နေတာဒီလိုဆိုရင်သွေးကြောနဲ့မရမနာစီးဆင်းနေတာဟာအပျော်လားကလပ်စီးတွေရှင်ဖို့လုပ်ပေးနေရတာလားလုပ်ပေးနေရတာကိုလုပ်ငန်း function လို့လည်းခေါ်တယ်သင်္ခါရလို့လည်းခေါ်တယ်တဲ့အဲ့ဒီသင်္ခါရဆိုတဲ့လုပ်ငန်းကြီးကရက်လို့ရတာအဲ့ဒီသွေးကြောစီးဆင်းနေတာကဥပမာဒီနေရာလေးကပိတ်လိုက်ပြီဆိုရင်ရှေ့ကိုသွေးစီးသေးလားရှေ့ကိုသွေးမရှိရင်ရှေ့မှာရှိတဲ့ကလပ်စီးတွေအစာနဲ့အောက်ဆီဂျင်ရမလားမရရင်ရှင်မလားသိမလားအဲ့ဒါကြောင့်သွေးစီးဆင်းမှုကရက်လို့ရလားမရဘူးလားမရဘူးသူ့လုပ်ငန်းသူလုပ်နေရတာဟုတ်ပြီလားသွေးနီဥရောသူနဲ့ဆက်မပြတ် continuous function သူကအဲ့ဒါလို့စီးဆင်းပြီးတော့သွေးကြောဘေးမှာရှိတဲ့ကလပ်စီးကိုဘာတွေနဲ့ထောက်ပံ့နေတာတော့အစာနဲ့အောက်ဆီဂျင်နဲ့ထောက်ပံ့နေလို့သွေးကြောရဲ့လုပ်ငန်းကနားမရရက်မရလို့သူ့မှာဒုက္ခရှိတာမရှိဘူးလားအဲ့ဒါဘာဒုက္ခတော့သင်္ခါရဒုက္ခအခုသင်္ခါရဒုက္ခကိုအသေးစိတ်လိုက်ပြီသွေးကြောလေးတစ်ခုရဲ့သင်္ခါရဒုက္ခကိုရောက်သွားပြီဟုတ်ပြီလားမနေ့ကတော့နှလုံးကြီးသင်္ခါရဒုက္ခမပြောဘူးလားအဆုတ်ကသင်္ခါရဒုက္ခမပြောဘူးလားအခုထပ်ပြီးအသေးစိတ်လိုက်တယ်သွေးကြောတစ်ချောင်းချင်းမှဒီလိုဘာဒုက္ခရှိတော့သူကဘာအတွက်ဒုက္ခနဲ့လုံနေရတာတော့ကလပ်စီးတွေရှင်အောင်ဒုက္ခနဲ့လုံနေရတာလားဒုက္ခနဲ့လုံနေရတာလားခမည်းတော်နားလည်နေတဲ့ဒုက္ခကနာခြင်းကျင်ခြင်းကိုပြောနေတာသဘောပေါက်လားအခုနာခြင်းကျင်ခြင်းကိုအလုံးလုံးရတဲ့ဒုက္ခဘာဒုက္ခတော့အလုံးလုံးရတဲ့ဒုက္ခနဲ့နာခြင်းတဲ့ဒုက္ခတခြားစီသဘောပေါက်ပြီနော်အဲ့ဒါတွေကိုခွဲပြီးတော့သိဖို့လိုတယ်တဲ့အခုပြောနေတာအလုံးလုံးရတဲ့ဒုက္ခလူတွေအလုံးလုံးတာလားရုပ်တွေအလုံးလုံးတာလားရုပ်တွေအလုံးလုံးတာလူတွေရှင်မို့လားရုပ်တွေရှင်မို့လားအဲ့တော့သူတို့မှလည်းဒုက္ခရှိတယ်တဲ့ဘုရားအခုသူကြောလေးမှာဘာဒုက္ခတော့
ကဲသင်္ခါရဒုက္ခနဲ့လုံပေးနေတို့ကလစီလေးတွေစင်ဆက်တမြကိုဝိထုတ်လျှမ်းစစ်တတ်တော့မရှင်ဘူးလားရှင်လားအဲ့ဒီလိုသူတို့ကမရမနာထောက်ပံ့နေတော့ညာလေးပဲလာပြီတနေ့ကစားပြီးသင်လိုက်တဲ့အသက်ဆိုတာမရှိဘူးရှင်ချင်းပေချင်းဆိုတဲ့ကာလရှိတယ်အဲ့ဒါကိုတက်တန်းသဘောပေါက်ပြီနော်တက်တန်းဆိုတာဘာပြောတာတော့ရှင်ချင်းပေချင်းကာလကိုတက်တန်းလို့ခေါ်တယ်တဲ့ကဲတန်းလေးတစ်ခုရဲ့တက်တန်းဆိုရင်9ရက်ပဲအဲ့ဒါကိုပြောတာတန်းလေးကိုမွေးဖွားလိုက်မယ်မွေးဖွားပြီး9ရက်ကြာရင်သူသေသွားမယ်အဲ့ဒါဆိုရင်တန်းရဲ့တက်တန်းဗတိတော့အဲ့ဒါကိုပြောတာတက်တန်းအသက်ကိုပြောတာလားတက်တန်းကိုပြောတာလားလူရဲ့တက်တန်းတရားတန်းဆိုရင်တနစ်ကနေတရားပြည့်မသိဘူးလားသိလားအဲ့ဒါကိုတက်တန်းခေါ်တာအသက်လို့တင်စားပြီးခေါ်နေတာအသက်ရှိတာလုံးဝမဟုတ်ဘူးအဲ့ဒီတက်တန်းဒီထပ်ပြီးတော့စိတ်လိုက်တော့မယ်ရုပ်မှာလည်းတက်တန်းရှိတယ်နာမ်မှာလည်းတက်တန်းရှိတယ်မနေ့ကကိန်းနဲ့မပြောဘူးလားလက်ပြောက်တဲ့တေးမှာနာရဲ့တက်တန်းတွေကဖြစ်တည်ပြည့်နဲ့လုပ်နေတာအဲ့ဒါအချိန်ပေါင်းတတိတသေးရုပ်ကလည်းဖြစ်တည်ပြည့်နဲ့လုပ်နေတာတတိပေါင်း9800ကျော်ဆိုတာရုပ်တည်းရဲ့တက်တန်းတွေကိုဘုရားကကိန်းကန်းနဲ့မတွက်ခဲ့ဘူးလားကဲအခုကလစီတစ်လုံးရဲ့တက်တန်းကိုတွက်တော့မယ်ဟုတ်ပြီလားအောက်ဆီဂျင်နဲ့အစာနဲ့ပေးနေတဲ့ဒီကလစီလေးတွေကကိုယ်ငွေလေးတွေထုတ်နေနဲ့ဘုရားရှင်ကပြောတယ်သူတို့လည်းကြာအသက်မရှိဘူးကွာတဲ့အတိုင်းအတာတစ်ခုတည်းပဲအသက်ရှင်နေတယ်ကြည်နော်အဲ့ဒါကြောင့်မလို့အခုကလစီလေးလှုပ်ပေးလိုက်တဲ့အခါမှာကိုယ်ငွေလေးတွေထုတ်နေရနေပြီးတော့ဟောဒီကလစီလေးကအရေးပျော်ပြီးတော့သေဆုံးသွားတယ်ဟောကလစီလေးတစ်လုံးဟုတ်ပြီကလစီလေးသေဆုံးသွားတယ်ဆိုတာနေဆာလားအနိစ္စလားဖြစ်တာလားပြက်တာလားအဲ့ဒါကလစီပြက်တာကိုစပြောပြီဟုတ်ပြီလားဘာဖြစ်လို့ပြက်သွားတာလဲသူ့ကိုအစာမကျွေးလို့လားကျွေးနေရင်လည်းအဲ့ဒါအကြောင်းရှိတယ်မကျွေးတော့ပြက်တယ်ဆိုရင်တော့ထားတော့ဘောတဲ့သွေးကြောကလည်းစီးနေတယ်သွေးနီဦးကလည်းတွန်းနေတယ်အစာတွေလည်းပို့နေတယ်အောက်ဆီဂျင်လည်းပို့နေရဲ့တန်းတန်းသေသွားတယ်ကြည်သားမသူသေသွားတယ်ဆိုတာတဲ့အခုအရာစကားနဲ့ပြောရင်တဲ့ရုပ်မှန်သမျှမှာရုပ်ကဲဥပဒိတကိုကြော်ထွန်းလို့မရဘူးဟေ့ဘုရားဥပဒိတဟောပြီအဲ့ဒါတွေကလောတွေဟောပြီရုပ်မှန်သမျှဘလောက်ပဲသေးသေးဟုတ်ပြီလားဖြစ်ရမယ်တည်ရမယ်ပြည့်ရမယ်နောက်တစ်ခုထပ်ပြောတယ်ဇာတိဆိုတဲ့ရုပ်ကလေးစပြီးဆိုရင်ရမနေဘူးဟွေတဲ့ပို့သွားတာကိုဘာလို့ခေါ်တော့စရာစရာမှလည်းရမနေဘူးဟွေတဲ့ဘာဖြစ်တော့မရဏလူကိုပြောနေတာမဟုတ်ဘူးကလစီတစ်လုံးချင်းဒီအဲ့ဒီဥပဒေတာကိုလွန်ဆန်လို့မရဘူးကွာတဲ့ဘုရားကဟုတ်ပြီလားအဲ့တော့ကျွေးနေတဲ့ကျမ်းတန်းကဒီကလစီလေးဟာအိုလာတော့မပြတ်ဘူးလားပြတ်လားသူကပြတ်သွားတော့ဒီဘေးမှာကလစီလေးဟာပျော်နေသေးတယ်ဆိုရင်သူကရှင်းပြနေတာအဲ့ဒါကအနတ္တမယရှင်းပြနေတာသဘောအသေးလေးရှင်းပြနေတာဒီဘက်ကကလစီအနီးကဆုံးတက်နေတဲ့ကလစီလေးကပျော်သေးတယ်ဆိုရင်သူကဓာတ်ရည်ဖြည့်ပြီးတော့နောက်ထပ်ကလစီအသစ်အစားထိုးပေးလိုက်တယ်ဟုတ်ပြီလားကလစီအသစ်ကလေးမမွေးဖွားဘူးလားမွေးဖွားလိုက်ပြီကလစီအသစ်ကလေးမွေးဖွားလိုက်တာကိုဇာတိလို့ခေါ်တယ်ဘာလို့ခေါ်တော့အဲ့ကလစီအသစ်လေးမွေးဖွားပြီဆိုတာလည်းကြိုင်နေစီးဆင်းနေတဲ့သွေးနဲ့အောက်ဆီဂျင်တွေကအစာတွေမပေးဘူးလားပေးလားပေးလဲပေးတော့အစာတွေရမနေဘူးလားရနေတော့ဇာတိကနေရှင်နေရနေပြီးတော့ဇာတိမှာရက်နေတာဇရာအဖြစ်ကိုပြောင်းသွားသလားကြည်စမ်းဒီလိုဆိုရင်ဇာတိကဆက်ပြီးပြိုစေတာလားဆက်ပြီးအိုးစေတာလားဘယ်သူကအမိန့်နဲ့လုပ်တာတော့ဘယ်သူမှမလုပ်ရင်အဲ့ဒါကိုယူပနိယာမလို့ခေါ်တယ် physical law သဘောပေါက်ပြီနော်သူနိယာမတိုင်းသွားနေတာกว่าတယ်ဘုရားကငါလည်းအမိန့်ပေးတာမဟုတ်ဘူးတဲ့အဲ့ဒါရုပ်တဲ့တဘာဝကြည်စမ်းကဲအစားထိုးလာတဲ့ကလစီလေးကအခုရတဲ့ဇာတိကနေပဲပြောင်းသွားတော့စကားဆက်ပြီးတော့ကျွေးနေတာပဲတဲ့တော်တော်ကြာတော့ဘာဖြစ်သွားတော့မရဏဆိုရင်ပြတ်မသွားဘူးလားပြတ်သွားရင်ဒီဘက်ကအစားထိုးလိုက်ရင်မရဘူးလားနောက်တစ်ခါဒီကတစ်လုံးပြတ်သွားပြန်ပြီနောက်ဒီကနေအစားမထိုးဘူးလားအဲ့ဒါလို့လှုပ်ချင်းနဲ့ကလစီတွေအားလုံးဟာမွေးလိုက်သေလိုက်မွေးလိုက်သေလိုက်ဆိုတဲ့ဖြစ်စဉ်ကြီးရှိသလားမရှိဘူးလားအဲ့ဒါကိုအရင်သိရမှာတဲ့သဘောပေါက်ပြီနော်အဲ့လိုကလစီတွေမွေးလိုက်သေလိုက်လို့တာကိုနောက်စကလုံးနဲ့ပြောမယ်အသစ်အဟောင်းလေးတွေဟုတ်ပြီလားအဟောင်းပြတ်သွားရင်အသစ်စားထုတ်လားမထုတ်ဘူးလားအဲ့ဒါတဘောရှင်ရနှုတ်တာလားယူပနိယာမလား
ယူပနိယာမအဲ့ဒီနိယာမတို့ရုပ်တည်သည်ဘယ်သောအခါမှလွန်ဆန်လို့မရဘူးလို့ဘုရားကရှင်းပြတယ်တဲ့အဲ့ဒါလို့အသက်အဟောင်းလဲနေတာကိုဝိပရိနာမဒုက္ခလို့ခေါ်တယ်ဘာဒုက္ခလို့ခေါ်တော့စောစောတုန်းကဘာဒုက္ခနဲ့ကျေစုပြုနေတော့သင်္ခါရဒုက္ခနဲ့ရှင်းအောင်ဘယ်လောက်ပဲကိုကြီးဝိပရိနာမဒုက္ခရှိနေသမျှခလားရှိတယ်သေကုန်မလားမသိဘူးလားအချိန်တစ်ခုပဲရှင်းတာသူ့အချိန်ကြရင်ပုံမယ်သိမယ်သူ့အချိန်ကြရင်ပုံမယ်သိမယ်အဲ့ဒါကိုဘယ်လိုခေါ်မလို့ဇာတိစရာမရဏအဲ့ဇာတိစရာမရဏဟာတဲ့လူမှာဖြစ်တာလားယုံမှာဖြစ်တာလားခင်ဗျားတို့နားလည်နေတဲ့ဇာတိစရာမရဏကလူကြီးတယောက်မွေးလာပြီဟေးခလေးလေးဇာတိတို့ရောက်နေ၏ဟောမဟုတ်လားခလေးလေးအသက်ကြီးလာပြီအိုးလာပြီနားလာပြီသိသွားပြီဟေးစရာမရဏမပြောလားပြောလားအဲ့ဒီစရာမရဏကိုသမုဒိစရာမရဏဘာစရာမရဏတော့အဲ့ဒါကတန်ဝေကရတယ်ဘာရတော့ဟာလူတွေအိုရမယ်နာရမယ်သိရမယ်မပြောလားပြောလားအဲ့ဒီဇာတိစရာမရဏဘာနေရပြောတာတော့သမုဒိနေရပြောလို့ပုဂ္ဂိုလ်တ attva ပြည့်ညတ်နဲ့ပြောတာသဘောပေါက်ပြီနော်ဝိပဿနာယောဂီဟာအဲ့ဒီကိုကြော်ပြီးသိရမှာတဲ့အခုဇာတိစရာမရဏပုဂ္ဂိုလ်တ attva လားပရမတ်ကိုပြောနေတာလားပရမတ်ရုပ်ကိုပြောနေတာဒီဆိုရုပ်တိုင်းမှာဘာရှိတော့ဇာတိစရာမရဏရှိတယ်အဲ့ဒီဇာတိစရာမရဏရှိတာကိုဖျားတာရောပြင်လို့ရလားဒါဆိုဖျားမှာရှိတဲ့ကလစီတွေကလည်းအဲ့ဒီရဲ့ဥပရိသကိုလိုက်နာကြလားမလိုက်နာဘူးလားလိုက်နာတာပေါ့ဖျားအသက်80ပြည့်ပြီကွာလှဲဦးကြီးလိုပဲလို့ဖျားပြောတယ်မပြောဘူးလားပြောတယ်သဘောပေါက်ပြီနော်အဲ့ဒါတွေဟာရှိနေတဲ့ရုပ်တွေအိုတာကိုမသိတော့အရာပြောတော့ဘယ်သူအိုးနေတော့ငါအိုးနေတယ်ဘယ်သူအိုးနေတော့ငါတကယ်တော့ငါအိုးတာရုပ်အိုးတာလားရုပ်အိုးတာအဲ့ဒါလို့နားလည်မှပရမတ်လားပြညာလားပရမဝိပဿနာယောဂီဟာပရမတ်ကိုသိမှဟုတ်ပြီလားအဲ့ဒါလို့တနတ်စည်းလေးတွေဟာတဲ့အတိအဟောင်းလဲနေတာဟာတစ်စက္ကန့်မှာ9 တတိကြည်စမ်းအဲ့ဒါအနတ္တမီကတွက်ပြထားတာကြည်စမ်းအနတ္တမီရင်ကျွန်တော်တို့ခေါ်တဲ့ဘာခေါ်လဲဒီဇီဝကမ္မဗေဒပညာရှင်တွေတွက်ပြထားတာအဲ့ဒီဟာဒီအားလုံးဟာတစ်စက္ကန့်မှလူခန္ဓာကိုယ်ကြီးကလာစီရဲ့စက္ကန့်နဲ့စက္ကန့်နဲ့ဘယ်လောက်တည်နေတော့9 ကလေးတည်9 ကလေးချက်ချင်းအစားမထိုးလားထိုးတာပေါ့မထိုးလို့ရှိရင်ခင်ဗျားတို့ရုပ်ကချက်ချင်းပြောင်းသွားမှာအဲ့ဒါကြောင့်ဒီနေ့ကြည့်တဲ့မှန်နေရရုပ်နဲ့နောက်နေ့ကြည့်တဲ့မှန်နေရရုပ်တူလားမတူဘူးလားတူနေတယ်အဲ့တော့ချက်ချင်းပြတ်တာချက်ချင်းအစားမထိုးလားထိုးလားအဲ့ဒါညင်နဲ့မှသိနေတာဟုတ်ပြီလားအဲ့တော့တစ်စက္ကန့်မှာဘယ်လောက်ပြည့်နေတော့9 ကလေးပြည့်ရင်ဘယ်လောက်အစားထိုးရလို့9 ကလေးအစားထိုးရဖို့ခင်ဗျားတို့ထမင်းစားရတာတဲ့ကော်ဖီတောက်ရတာလက်ဖက်ရည်တောက်ရတာအဲ့ဒါငါကြောင့်စားတာလားရှင်ရေးအတွက်စားတာလားအဲ့ဒါကတမ္မာဒိဋ္ဌိပဲသဘောပေါက်ပြီနော်အဲ့ဒါကြောင့်မလို့အတိအဟောင်းလင်းနေတဲ့ဟာမွေးဖွားလိုက်သေဆုံးလိုက်မွေးဖွားလိုက်သေဆုံးလိုက်ဆိုတော့ဘာဒုက္ခလို့ခေါ်တော့အဲ့ဒါကကျွန်တော်တနည်းဖြင်ပြပြီးပြီတဲ့ဒုက္ခသစ္စာကိုသင်တော့မယ်ဆိုရင်ဒုက္ခဘယ်နှမျိုးရှိတယ်ပြောတော့4 မျိုးအခုဘယ်နှမျိုးသိသွားပြီတော့နှမျိုးသိပါအဲ့နှမျိုးကငါမှာဖြစ်တဲ့ဒုက္ခလားယုံမှာဖြစ်တဲ့ဒုက္ခလားပိုင်းခြားသိပါယုံမှာဖြစ်နေတာဟုတ်ပြီလားသင်္ခါရဒုက္ခနဲ့ဘယ်လိုပဲကျွေးမွေးပြုပြေထိမ့်သိမ်းစောင့်ရှောက်ဟုတ်ပြီလားဒါစီးတွေကအမြဲတမ်းရှင်သလားဓာကြီးပဲရှင်လားဓာကြီးပဲရှင်ပြီးဆက်ရှင်သလားသိတယ်မလားအဲ့လိုရှင်လိုက်သေးလိုက်တဲ့ဒုက္ခကိုဘာဒုက္ခလို့ခေါ်တော့အဲ့ဒီဒုက္ခကိုပဲခင်ဗျားတို့နားလေတဲ့ပါဠိနဲ့ရေးလိုက်မယ်အနိစ္စဘာလို့ခေါ်တော့ထို့ကြောင့်အနိစ္စဆိုသောပါဠိနှင့်ဝိပရိနာမဒုက္ခကြီးအတူတူပဲသဘောပေါက်ပြီနော်အနိစ္စဆိုတဲ့စကားနဲ့ဝိပရိနာမဒုက္ခနဲ့တခြားစီလားအတူပဲလားဒီလိုဆိုရင်ခင်ဗျားတို့ခန္ဓာကိုယ်မှာယုတ်ကလစီတွေတစ်စက္ကန့်9 ကလေးဘာဖြစ်နေလို့အနိစ္စဘုရားကရှင်းပြနေပြီဟုတ်ပြီလားအဲ့ဒါလို့သိတော့ဒီခင်ဗျားတို့ယုတ်ခန္ဓာမှာဘာဒုက္ခတစ်ခုနဲ့အလုံးလုံးနေတာသင်္ခါရ
ဒုက္ခနဲ့ဝိပရိနာမဒုက္ခအဲ့ဒီလိုဝိပရိနာမဒုက္ခနဲ့အတိအဟောင်းလဲနေတာကိုခင်ဗျားတို့ကမလဲစေခြင်းရဲ့ဘာလဲနိုင်ငံများအစာကြီးစားလို့ရတာဘယ်အစားရမလားမရဘူးတဲ့ယူပနိယာမကိုလွန်ကန်လို့မရတဲ့အတွက်လူယုတ်နေယုတ်ခွေးယုတ်ဘယ်ယုတ်ပဲဖြစ်ဖြစ်ဒီဥပဒေသာတိုင်းသွားရတယ်လို့ဘုရားကဟောထားတယ်ကဲအဲ့ဒါကြောင့်ဘာဒုက္ခနဲ့ဘာဒုက္ခရှိတော့သင်္ခါရဒုက္ခနဲ့ဝိပရိနာမဒုက္ခသင်္ခါရဒုက္ခကိုနောက်စကလုံးနဲ့ပြောပြုပြင်ထိန်းသိမ်းဒုက္ခခင်မီစကလုံးနဲ့သုံးမယ် maintenance မကြားဘူးလားကြားဘူးလားအင်္ဂလိပ်လိုပြောရင်သင်္ခါရဒုက္ခအဲ့ maintenance လုပ်နေတာmaintenance လုပ်နေတာအစာတွေအာဟာရတွေနဲ့မလုပ်အောင်လားလုပ်ရလားဆေးတွေနဲ့မထောက်ပံ့ဘူးလားဆေးနဲ့ထောက်ပံ့အစာအာဟာရထောက်ပံ့သေခြင်းကြရင်သေတာငါရဲ့အလုပ်လားရုပ်ရဲ့အလုပ်လားတစ်စက္ကန့်မှာဘလောက်သေးနေတော့ငါတည်းအဲ့ဒါလို့တွက်ပြပြီတဲ့အဲ့တော့သင်္ခါရဒုက္ခနဲ့ဝိပရိနာမဒုက္ခဟာဒီခန္ဓာကိုယ်မှာတည်းလားတဲ့ဘုရားကတလောကလုံးမှာရှိတယ်သဘောပေါက်ပြီနော်ခင်ဗျားတို့နေတဲ့အိမ်တွေကိုစဆောက်မယ်ဆိုကြဆိုရဲ့သိန်း5တန်နဲ့2ထပ်တိုက်3ထပ်တိုက်မရဘူးလားရလားအဲ့လိုစတောက်တိုက်တဲ့ခါကျတိုက်ကြီးအသက်မဖြစ်ဘူးလားဖြစ်လားဖြစ်တယ်အဲ့ဒါလို့စဆောက်လိုက်တဲ့အခါစပြီးတော့တိုက်ကြီးဟာပိုပြီးအသက်ဖြစ်သွားလားဟောင်းသွားကြလားဆေးလေးကွာလိုက်အုတ်တွေပဲ့လိုက်ဟိုကပေါက်လိုက်ဒီကပေါက်လိုက်မဖြစ်ဘူးလားအဲ့ဒါဘာဒုက္ခလို့ဝိပရိနာမဒုက္ခရုပ်မှန်သမျှအဲ့ဥပဒေသားပဲအဲ့ဒီအခါကျတော့မှဗျံနေနဲ့ဖာလိုက်ထေးလိုက်မလုပ်ဘူးလားဆေးတွေတုတ်လိုက်ဘာဒုက္ခလို့သင်္ခါရဒုက္ခအဲ့သင်္ခါရဒုက္ခနဲ့လုံးပြီးနောက်မကြဘူးဝိပရိနာမဒုက္ခထပ်လို့လိုက်ဟိုကပေါက်လိုက်ဒီကပေါက်လိုက်မဖြစ်ဘူးလားအဲ့တော့နောက်ထပ်ဘာဒုက္ခနဲ့ထပ်လို့နောက်တစ်ခါဘာထပ်ဖြစ်အဲ့ဒါရက်လို့ရလားအဲ့ဒါတလောကလုံးပဲသဘောပေါက်ရဲ့လားခင်ဗျားတို့အခုသွားနေတဲ့လမ်းပေါ်မှာဒီကတ္တရာလမ်းကသိကောင်းတာပဲဒါတော့ပေါက်မကုန်ဘူးလားဘာဒုက္ခတော့အဲ့တော့လူနေစပယ်ထပ်ပြီးတော့မကြိတ်နိုင်ဘူးလားသင်္ခါရဒုက္ခနဲ့လုံးရတာမပင်မဘူးလားဘယ်တော့ပဲလုံးတော့နောက်တစ်ခါထပ်မပြတ်ဘူးလားနောက်တစ်ခါထပ်မလုပ်ဘူးလားဒီလိုဆိုတလောကလုံးသင်္ခါရဒုက္ခဝိပရိနာမဒုက္ခရှိသလားမရှိဘူးလားအဲ့ဒါပဲဘုရားပြောနေတာမှန်သလားမမှန်ဘူးလားမှန်နေတာဘုရားကပြောတယ်အဲ့ဒါကြောင့်မလို့ဒုက္ခကိုဘာတွဲထားလို့သစ္စာဘာတွဲထားလို့လေမှန်လို့သစ္စာတွဲတာဗောမမှန်တွဲလို့ရမလားဘာလို့ဒုက္ခသစ္စာလို့ဘုရားမတွဲတာတွဲလားတွဲပြီအခုအဖြေထွက်သွားပြီเนาะကျွန်တော်တို့မှာဘာဒုက္ခကြည့်တော့သင်္ခါရဒုက္ခနဲ့ဝိပရိနာမဒုက္ခရှိပါတယ်တဲ့ဟုတ်ပြီလားအဲ့ဒါလို့ဘလောက်ပဲပြင်အခုကလေးတွေတော့မပြင်ဘူးလားမဲအသားရည်လေးကောင်းမိတ်ကကလေးလိမ့်လိုက်ဘာလေးလိမ့်လိုက်မလိမ့်လားလိမ့်လားဘလောက်လိမ့်အသားတွေက6လာမယ်အရေးပြားတွေကွာကြမယ်မရှိလားရှိတယ်အဲ့ဒါဘာဒုက္ခလို့ခေါ်လို့ဝိပရိနာမဒုက္ခဟုတ်ပြီလားအဲ့တော့ရုပ်မှန်ကမရှိလားရှိပါတယ်တဲ့အဲ့ဒီဒုက္ခနှစ်ခုကိုဆင်ခြင်နိုင်ပြီဆိုရင်အဲ့ဒီအသိဉာဏ်ကရိုးရိုးအသိဉာဏ်လားအထူးသိတာလားသမ္မာဒိဋ္ဌိဘာသမ္မာဒိဋ္ဌိတော့ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်ပါပြီတဲ့ဟုတ်ပြီလားဒါကြောင့်ဆိုရင်ဒီအပိုင်းကိုပြည့်စုံပြီဟုတ်ပြီလားအဲ့တော့အတွင်းရုပ်တွေသင်ပြီးပြီအပြင်ရုပ်တွေသင်ပြီးပြီအခုအယိုးရုပ်ကိုသင်ကြစို့နော်ကာယဝိပဿနာပိုင်းကိုပြီးအောင်မြန်လုပ်မယ်အခုမြင်နေတဲ့အယိုးရုပ်ကြီးတွေတွေ့ပြီတဲ့အခုဒီမှာတင်ထားတဲ့ဟာကြီးပေါ့နော်ဒါအယိုးတွေခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာအယိုးရှိသလားမရှိဘူးလားရှိတယ်ဒါပေမဲ့ခင်ဗျားတို့ခန္ဓာကိုယ်ရှိတဲ့အယိုးနဲ့ဒီအပြင်ရှိတဲ့အယိုးကနည်းနည်းကွာနေတယ်ဘာကြောင့်လဲဆိုဒီမှာရှိတဲ့အယိုးကသေးနေတဲ့အယိုးရှင်နေတဲ့အယိုးလားသေးနေတဲ့အယိုးလားခင်ဗျားတို့ခန္ဓာကိုယ်မှာရှိတာရှင်နေတယ်ရှင်နေတာရှင်းအောင်ဘယ်သူကထောက်ပံ့နေတော့သွေးကြောကအခုလိုအစာတွေနဲ့မထောက်ပံ့ဘူးလားထောက်ပံ့နေလို့ခင်ဗျားတို့ယူကရှင်းနေတာလားတေးနေတာလားတေးနေတာသူအပြင်ဟာကတော့တေးနေတာဒါပဲကွာတယ်ဟုတ်ပြီလားသူတို့လှုပ်ထားတဲ့ပုံသဏ္ဍာန်အတူတူပဲကဲဒါခေါင်းပိုင်းကြီးဥကောင်းကွန်ကြီးဒီဥကောင်းကွန်ကြီးမှာကြည့်အောင်နဲ့တေးသွားတော့ဒီကအသားတွေဘာမှမရှိတော့အယိုးကြီးပဲကြံတယ်နေရွယ်လည်းမရှိတော့ဘူးမျက်လုံးကြီးကလည်းဂလိုင်းပေါက်ကြီးဖြစ်နေတယ်ဟုတ်ပြီလားနှာခေါင်းကလည်းဘူးလိုကြီးမဟုတ်လားဟုတ်လားခင်ဗျားတို့အခုရှိတော့နှာခေါင်းကဘူးလိုလားချွန်လားချွန်သေတဲ့တည်းနှာခေါင်းကဘူးလိုပါဘူးဖြစ်သွား
နှာခေါင်းမှာအယိုးနှမျိုးနဲ့တိဆောက်တယ်တဲ့အယိုးမာနဲ့အယိုးမှုသဘောပေါက်ပြီနော်အယိုးမှုကအရင်ပြတ်သွားတယ်အယိုးမာပဲကြံတယ်အခုခင်ဗျားတို့နှာခေါင်းမှာချွန်နေတာအယိုးမှုအဲ့ဒါကိုလက်ကလေးနဲ့လှုပ်ကြည့်ရလားမရဘူးလားအဲ့ဒါအယိုးမှုဟုတ်ပြီလားအယိုးမှုနဲ့ဆက်ထားလို့သိရင်ဘယ်သူကအရင်ပြတ်သွားတော့အယိုးမှုကပြတ်သွားတော့မာတဲ့ဟာကြံခဲ့လို့နှာခေါင်းကြီးကဘူးလို့ကြီးဖြစ်သွားတယ်လှသလားမလှဘူးလားမလှဘူးလားမလှဘူးလားလို့ဘယ်သူပြောတော့တဘာဝတရားမှာလှတာလို့ဆိုင်လားအဲ့ဒါပဲလှတယ်မလှဘူးဆိုတာတဘာဝတရားလားမဟုတ်ဘူးတဲ့တဘာဝတရားလှခြင်းမလှခြင်းလုံးဝမဆိုင်ဘူးတဲ့ကဲတဘာဝတရားကိုအခုပြောနေတာဝိပဿနာလှတာကိုရှုတာလားမလှတာကိုရှုတာလားတဘာဝကိုရှုတာလားတဘာဝကိုရှုမှာကဲဟုတ်ပြီကဲဒီမှာဂလိုင်းပေါက်ကြီးအဲ့ဒီဂလိုင်းပေါက်ထဲမှာပိန်ပေါင်အရွယ်ရှိတဲ့မျက်လုံးလေးနှလုံးကိုထည့်ထားရတယ်ဂလိုင်းထဲကိုထည့်တာဘာဖြစ်လို့ထည့်ထားတာလဲအရေးကြီးတယ်နော်ကြားကိစ္စနဲ့မြင်ကိစ္စပါမြင်ကိစ္စကပို့ပြီးတော့အရေးမကြီးဘူးလားကျန်တဲ့ကိစ္စတွေရဲ့90%ကိုမြင်ကိစ္စကတာဝန်ယူတယ်လို့ပညာရှင်တွေလေ့လာထားတယ်ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့မျက်လုံးထဲကိုဂလိုင်းထဲမှာထည့်ထားတော့တရုံတန်ကိုရိုက်ချင်နှက်ချင်မျက်လုံးကိုထိမလားမထိဘူးသူ့ကိုအရေးကြီးကာကွယ်ဖို့သဘာဝကတီဆောက်ထားလို့ဘယ်ထဲမှာထည့်ထားတာလို့ဂလိုင်းထဲမှာထည့်ထားတာဟုတ်ပြီလားအဲ့သဘောနှာခေါင်းကတော့တူတာကြီးအပေါ်သွားအောက်သွားဟုတ်ပြီလားခင်ဗျားတို့သမင်းနေစားတော့ပါဇက်ကနှစ်ခုလှုပ်တာတစ်ခုပဲလှုပ်လားအောက်မေးရိုးလေးရပဲဒီလိုပေါ့နော်အောက်မေးရိုးလေးရဟိုစတန်လင်းခဏယူပေးပါဦးမိုက်ခရိုဖုန်းစတန်လင်းခဏယူပေးပါဦးရတယ်အခုပြမှာအယိုးအစစ်ဟိုမှာပြတာသူများတွေလှုပ်ထတာနိုင်ငံခြားကလှုပ်ထတာအခုကင်ထားတာအယိုးစစ်ပဲခင်ဗျားတို့ခေါင်းထဲမှာလည်းဒါပဲကြည့်လိုက်ရင်အယိုးအထူပါကိုမမြင်လားမြင်လားအဲ့ဒီထဲမှာအုံနောက်ထည့်ထားတာသဘောပေါက်ပြီနော်အုံနောက်ကအရေးကြီးသလားမကြီးဘူးလားအရေးကြီးတဲ့အတွက်တော့အုံနောက်ကိုတရုံတန်ကိုမထိခိုက်အောင်လို့အယိုးကအထူကြီးနဲ့တီဆောက်ထားတာအဲ့ဒါသိချာကြည့်အဲ့ဒီအယိုးရဲ့အလယ်မှာအပေါက်ကြီးမရှိတာရှိတာရှိတယ်အဲ့ဒီအပေါက်ထဲကနေကိုအုံနောက်ကအညာလေးထွက်ပါဟုတ်ပြီလားအဲ့ဒီအညာလေးကနေပြီးတော့အုံနောက်ထဲကဓာတ်ကြောတွေခါးတွေကိုဆင်းပါမလို့သဘာဝကဖောက်ထားတာဟုတ်ပြီနော်တွေ့သွားပြီကဲဒီမှာကြည့်ဒီမှာအောက်မေးရိုးကပဲလှုပ်တယ်သမင်းစားရင်အပေါ်မေးရိုးပါလားအောက်မေးရိုးကပဲဘယ်လိုဆိုအပေါ်ကိုသွားပြီးတော့အောက်မေးရိုးကဘယ်သွားကတာလဲဒါရည်စရာဖြစ်နေတယ်ပေါ့ဒါပဲလေအဲ့ဒါမိစ္ဆာဒိဋ္ဌိနဲ့တမ္မာဒိဋ္ဌိတွေအခုမှတမ္မာဒိဋ္ဌိဖြစ်တာဟုတ်လားစောကတော့မှားလို့လေကိုယ့်ကိုဟုတ်လားအပေါ်နဲ့အောက်နှခမ်းဗျိုင်လူလှုပ်တယ်လို့မထင်လားထင်လားအခုတော့ဘယ်သူပဲအပေါ်ကလှုပ်သလားအောက်ကပဲလှုပ်သလားအောက်ကအပေါ်ကိုသွားလားအပေါ်ကအောက်ကိုလာလားဟုတ်ပြီဒီလိုဟုတ်ပြီတော့အဲ့ဒါတို့ထမင်းစားတဲ့သဘာဝကိုသိအောင်ပြောနေတာဟုတ်ပြီလားအဲ့ဒီအောက်မင်းကအခုလိုဖြုတ်လို့ရတယ်ဟုတ်ပြီလားတွေ့ဆက်နေတာကကြွက်သားတွေနဲ့တွေ့နေလို့ဟုတ်ပြီလားသူ့သဘာဝဖြုတ်လို့ရတယ်နော်ဒါကြောင့်မို့လက်သီးတွေမှထွေးမေးလို့ပြုတ်သွားလို့ဆိုတာမကြောက်ဘူးလားကြားတယ်နော်သူ့ကိုကြွက်သားတွေကထပ်ထိုင်းဆောင်တော့တွေ့ဆက်နေလို့ခိုင်းနေတာဟုတ်ပြီလားအဲ့တော့ဒီမေးရိုးကြီးအပေါ်ကိုလှုပ်အောင်ဘယ်သူကလှုပ်ပေးတာဟုတ်မသိဘူးဒီမှာကြွက်သားတွေမရှိဘူးလားကြွက်သားတွေကဆွဲပြီးတင်ပေးတာသဘောပေါက်ပြီနော်ပဇောင်တစ်ဖက်မှာကြွက်သားမရှိလားရှိလားသူကဆွဲပြီးကတ်ပေးတော့မေးရိုးကြီးကအပေါ်လာမရိုက်ဘူးလားရိုက်ရိုက်နဲ့ထမင်းနေဟင်းဝါမစားဘူးလားစားလားစားတယ်အဲ့ဒါကသဘာဝဟောင်းပဲတဲ့ခင်ဗျားတို့ကောင်းပါဒီတိုင်းဒီဆောက်ထားတယ်ကဲအခုနောက်ထပ်ကြည့်မယ်တဲ့ဒီဟာပြီးတော့မှဒီမှာလေပင်ရိုးဆိုတာရှိတယ်နော်ဘာရိုးရှိတော့လေပင်ရိုးရှိတယ်တဲ့ကဲကြည့်အောင်လေပင်ရိုးကတော့9ရိုးရှိတယ်နောက်ဘက်ကလေးလှည့်လိုက်မယ်ဒီလိုလှည့်လိုက်ရအောင်ဟုတ်ပြီလားဒီလိုလှည့်မယ်အခုလေပင်ရိုးကိုပြောရအောင်ကဲ
လေဘင်းရိုးကဒီလိုအဆက်ကလေးတွေ9ခုဆက်ထားတယ်1 2 3 4 5 6 9ဆိုပြီးတော့ဟုတ်ပြီလားလေဘင်းရိုးပြီးတော့မှကြောရိုးက12ရိုးရှိမယ်သူတို့တိဆောက်ထားတာရိုးကအညီမီတော့ပေါ့ဝဲကြိုင်ထားရတော့မယ်လေဘင်းရိုးကဘယ်နှရိုးလို့9ရိုးကြောရိုးကဘယ်နှရိုးခါရိုးက9ရိုးမှတ်ထားမယ်နော်အဲ့တော့ခါရိုးမှာဘာမှကျွန်တော်တို့ကနံရိုးမရှိဘူးအဲ့ဒါလေးပြောပြမယ်နော်လေဘင်းရိုး90ကထပ်ထားတယ်ထပ်ထားပြီးတော့ခေါင်းကြီးကိုလေဘင်းရိုးကထမ်းထားတာသဘောပေါက်ပြီနော်သူ့အောက်ကြတော့ကြောရိုးက12ရိုးရှိတယ်12ရိုးကလည်းထပ်ထားတယ်12ရိုးကြတော့နောက်ဘက်ကနေပြီးတော့နံရိုးလေးကထွက်ပြီးရှေ့မှာသွားဆုံတယ်ဟုတ်ပြီလား12ရိုးကလုံးသွားတဲ့အခါမှာ10ရိုးကရှေ့ဘက်ကိုသွားပြီးတော့ဆုံလိုက်တယ်အယိုး2ရိုးကတူတူလေးပဲဟုတ်ပြီလား10ရိုးကသွားဆုံတော့ဘာအိမ်ဖြစ်သွားတော့နံရိုးအိမ်ကြီးဖြစ်သွားပြီဟုတ်ပြီလားနံရိုးအိမ်ဖြစ်သွားတော့မှနံရိုးအိမ်ထဲမှာဘယ်သူတွေထည့်ရတော့အစုံနဲ့နှလုံးအတရေကြီးရေဟုတ်ပြီလားကျန်တဲ့ပစ္စည်းတွေတော့နံရိုးအိမ်နဲ့မကဘူးအစုံနဲ့နှလုံးဘာဖြစ်လို့နံရိုးအိမ်နဲ့ကားရအောင်ဓာတ်နဲ့ထိုးလို့ရှိရင်အစုပ်တော်၎င်းနှလုံးတော်၎င်းထိလို့ရတော့ဆေးကုလို့မရဘူးချက်ချင်းသိမယ်ဘယ်လိုပါလဲလားအောက်ဘက်ကအသေးတို့ဦးသိန်းဦးနာတို့ထိလို့ရတော့မသိဘူးအချိန်မီဆေးကုလို့အကုန်ရတယ်အဲ့ဒါကြောင့်တဘာဝကတိဆောက်ထားတာကအရေးကြီးတဲ့ရှင်ရဲလုပ်တဲ့ပစ္စည်းတွေကိုပတ်ဝန်းကျင်ကအန်ဒီရမပေးအောင်လို့တန်အိမ်နဲ့လှောင်ထားတယ်လို့နံရိုးအိမ်ကြီးနဲ့တိဆောက်ထားတာသဘောပေါက်ပြီနော်အဲ့ဒါကြောင့်မို့နံရိုးအိမ်12ရိုးမှာနံရိုးကြီးရှေ့ကိုသွားကြောက်မယ်ခါရိုးကတော့9ရိုးရှိမယ်ခါရိုး9ရိုးကြတော့နံရိုးတွေမပါတော့ဘူးဟုတ်ပြီလားခါရိုးဓမ္မဆုံးတယ်ဆုံးပြီးတော့မှဒီအောက်ကိုဆင်းတာကိုမီးတူးရိုးက9ရိုးရှိတယ်1 2 3 4 5ဆိုပြီးတော့သူတို့ကဆက်နေတယ်မီးတူးရိုးပြီးတော့မှနောက်ဆုံးအချုံတွေလည်းမရှိဘူးလားအဲ့ဒါကိုကြားဘူးတယ်ဘာလို့မီးညောင်ရိုးမီးညောင်ရိုးက4ရိုးသဘောပေါက်ပြီနော်နောက်တော့ရေးပြပေးမယ်အဲ့ဒါပြီးတော့မှဒါတင်ပခွက်ရိုးဟုတ်ပြီလားတင်ပခွက်ရိုးပြီးတော့ဒါပေါင်ရိုးကြီးနှလုံးပေါင်ထရိုးကဂေါ်ဒီလုံးလေးနဲ့ဒီအခွက်ထဲမှာထည့်ထားတာအခုလိုဆွတ်ထားတာသဘောပေါက်ပြီနော်ပေါင်ထရိုးကအဲ့တော့ပေါင်ရိုးကတရိုးတည်းပဲခြေစလုံးကြတော့2ရိုးနော်ထောင်ရိုးလည်းပါတယ်ဒါခြေဖွားလေးတွေခြေပမိုးလေးတွေသဘောပေါက်ပြီနော်အေးကဲဒါဆိုပြန်လှည့်လို့ရပြီတဲ့ပြန်လှည့်လိုက်တော့ရပြီ thank you ကဲအဲ့ဒီတော့တဲ့စာလေးနဲ့ရေးလိုက်ရအောင်တဲ့เนาะကျွန်တော်တို့ကလေဘင်းရိုးက9ရိုးရှိမယ်လေရိုးကဘယ်လောက်ရှိပါတော့9ရိုးရှိမယ်ဟုတ်ပြီတဲ့ကြောရိုးကဘယ်နှရိုးတော့12ရိုး12ရိုးရှိမယ်နောက်တစ်ခါခါရိုးကဘယ်နှရိုးတော့9ရိုးဟုတ်ပြီနောက်တစ်ခါမီးတူးရိုးက9ရိုးမီးညောင်ရိုးက4ရိုးအားလုံးပေါင်းလိုက်ရင်ဘယ်လောက်တော့33ရိုးရှိတယ်သဘောပေါက်ပြီနော်ကဲအဲ့ဒီအယိုးတွေပြီးတော့အခုကြည့်အောင်အခုနံရိုးအိမ်တွေ့ပြီအခုနံရိုးအိမ်ကြီးမှာအယိုးက2မျိုးတိဆောက်ထားတယ်အဲ့ဒါသိအရေးကြီးတယ်အယိုးနုနဲ့အယိုးမှာဟုတ်ပြီလားဒီမှာအယောင်ဖြောက်ဖြောက်လေးကအယိုးနုဒီဘက်ကဟာကအယိုးမှာဘာဖြစ်လို့တိဆောက်တာလဲတဲ့နံရိုးအိမ်ကြီးကဒီလိုအငြိမ်နေတာမဟုတ်ဘူးတဲ့ဟုတ်ပြီလားအထက်ကိုတက်လိုက်အောက်ကိုဆင်းလိုက်လှုပ်ဖို့အတွက်အယိုးနုနဲ့တိဆောက်ထားတယ်ရေညှိုးရောကအယိုးနုသဘောပေါက်ပြီနော်အဲ့ဒီလိုအထက်ကိုတက်လိုက်အောက်ကိုဆင်းလိုက်လှုပ်တာဘာကြောင့်တော့တဲ့အခုရှင်းပြမယ်နံရိုးအိမ်ထဲမှာဘာရှိတော့အဆုပ်နဲ့နှလုံးရှိတယ်သဘောပေါက်ပြီနော်အဆုပ်ကကြွသားတွေနဲ့ဒီနံရိုးနှစ်ခုတလုံးမှာအပြည့်ထည့်ထားတာဟုတ်ပြီလားအပြည့်ထည့်ထားတော့မှနံရိုးအိမ်ကြီးကအုံနောက်ကနေပြီးတော့ခိုင်းလိုက်တဲ့အတွက်ဓာတ်ကြောတွေကြတော့ဆက်ပြောမယ်အခုနံရိုးအိမ်ကြီးကတမီးနဲ့မှအချိန်20အပေါ်ကိုတက်လိုက်အောက်ဆင်းလိုက်လုပ်တယ်သဘောပေါက်ပြီလားနရွေးကြီးကအပေါ်တက်လာရင်ကားမတော်ဘူးလားသူကားသွားတာနဲ့အဆုပ်ကြီးကမကားဘူးလားကားလားအဆုပ်ကြီးကားသွားပြီပြီးတော့နရွေးကြီးကပြန်ချလိုက်တယ်အဆုပ်ကြီးကပြန်ပြီးတော့ပိန်သွားပြီဟုတ်ပြီလားနရွေးကြီးကားရဲ့အဆုပ်ကကားလိုက်နရွေးကျက်ရဲ့အဆုပ်ကကျုံလိုက်အဲ့ဒီအချက်ကိုကြည့်ရင်စောစောကတော့လွယ်အောင်ပြောတာတဲ့အဆုပ်ကလေးပိန်လိုက်ဖောင်းလိုက်လုပ်တာတကယ်တော့အဆုပ်လုံးလို့ပိန်တာဖောင်းတာမဟုတ်ဘူးနရွေးအိမ်ကြီးကျင်းလို့ကျယ်လို့အဆုပ်ကဘာလို့တာတော့ပိန်လိုက်ဖောင်းလိုက်ရုပ်အချင်းချင်းအလုံးလုံးသလားပြဘူးလားအဖြေထွက်သွားပြီငါနဲ့ဆိုင်သလား
ဆိုင်ဘူးတဲ့နေရိုးအင်းကြီးကားရဲ့အစုပ်ကြီးဟာကားတယ်နေရိုးအင်းကြီးရဲ့အစုပ်ကြီးဟာကျုံနေအဲ့ဒီကနေရိုးအင်းကားရဲ့အစုပ်ကြီးကားတာနဲ့ဒီတိုင်းနဲ့လေတွေကနှာခေါင်းကနေရှူးနေဆိုပြီးတော့ဘယ်တဲ့ဝင်သွားတော့အစုပ်ထဲဝင်သွားတာအစုပ်ထဲကိုရောက်တဲ့အချိန်မှာနေရိုးအင်းကြီးပြန်ပြီးတော့ဖိလိုက်တော့အစုပ်ထဲကလေကဘယ်ပြန်ထွက်သွားတော့အပြင်ပြန်ထွက်သွားတာတရားရှင်ကပြောတယ်ငါရှိသလားမရှိဘူးလားအခုခင်ဗျားတို့တရားထိုင်တဲ့အခါမှာထွက်လေဝင်လေမှတ်ပါဆိုရင်ဘယ်သူမှတ်နေတယ်ငါမှတ်နေတယ်အဲ့တော့အခါဘယ်သူမှတ်လဲအဲ့တော့ဘယ်သူမှတ်လို့ထွက်လေဝင်လေရက်လို့ရလားဟောသူ့လိုလိုမလုပ်ဘူးလားလုပ်လားအဲ့ဒါပဲသဘောပေါက်ပြီနော်တကယ်တဘာဝက तू ကခိုင်းနေလို့နေရိုးအင်ကြီးတက်လိုက်ဆင်းလိုက်လို့အစုပ်ကလည်းကျုံလိုက်ခါလိုက်အဲ့ဒီခါကျရင်လေရလည်းမလုပ်တာတော့ဝင်လိုက်ထွက်လိုက်ကောင်းပြီအဲ့ဒါလေးတွေကိုအခုရှင်းပြမယ်နော်အရေးနည်းနည်းကြီးတယ်ဟိုတနေ့ကပြောခဲ့တဲ့ကျွန်တော်တို့သုံးခဲ့တဲ့အကြောင်းအရာတွေတဲ့ကျွန်တော်ပြောသွားတဲ့အကြောင်းအရာတွေအားလုံးဟာအကုန်လုံးအဆက်ဆက်ရှိတယ်တဲ့အဲ့ဒါတွေကိုပြန်ပြီးတော့ကောက်ရမယ်ဟုတ်ပြီလားအဲ့ဒါလို့သေမအာနာပါနမလုခင်မှာသဘာဝကိုကောင်းစွာသိမယ်တဲ့တနေ့ကပြောခဲ့တဲ့အခါကျတော့ကဘာလုံးကြီးမှာလေထုမိုင်ဘလောက်ဖုံးလွှမ်းထားတော့မိုင်900လေထုမဖုံးလွှမ်းထားဘူးလားဖုံးလွှမ်းထားတယ်အဲ့ဒီကဘာရဲ့ဆွဲအားကြောင့်လေထုဟာကဘာသွားရမှာကပ်ပြီးလိုက်မလာဘူးလားလိုက်လာတဲ့အတွက်ကြောင့်လေရဲ့ဖိအားဘယ်ပေါ်မှာကြာရောက်နေတော့အဲ့ဒါကိုမြင်ရမှာအဲ့ဒါအာနာပါနနဲ့တက်ရိုက်အချိုးကြတယ်သဘောပေါက်ပြီလားအဲ့တော့လေထုဖိအားကဘာပေါ်မှာရှိသလားမရှိဘူးလားရှိရဲ့ကဘာပေါ်မှာဖိတယ်အဲ့ဒီဖိအားရှိတာကိုပညာရှင်တွေကသေချာတွက်ပြထားတယ်ဟောအဲ့ဒါတွေကိုနားလည်မှဖိအားအဲ့တော့လေထုဖိအားရှိတဲ့ကြောင့်လူသားတယောက်ကအခုမြေပြင်မှာမတက်ရနေတဲ့လေထုကဟောဒီမှာမိုင်900ရှိတယ်အဲ့တော့လေထုကကဘာမြေကိုဖိမနေဘူးလားဖိနေတော့မတက်ရနေတဲ့လူသားကိုဖိလားမဖိဘူးလားလေတွေကဖိနေတယ်ဒါပေမဲ့မြင်ရသလားမမြင်ရဘူးလူရဲ့ဘေးပတ်ဝန်းကျင်မှာလေရှိသလားမရှိဘူးလားအိမ်မှာမှန်ပေါင်းကြောင်တွေမှာမွေးထားတဲ့ငါးလေးတွေရှိလားမရှိဘူးလားငါးလေးတွေရဲ့ပတ်ဝန်းကျင်မှာဘာတွေရှိလို့ငါးဟာရေထဲမှာနေသလိုလူသားဟာဘယ်ထဲမှာနေတာလဲအဲ့ဒါလေးနားလည်ရမယ်အဲ့ဒါစိတ်ကူးရင်လားတဘာဝလားဒီလိုကျွန်တော်တို့မှလေထဲမှာနေတော့ပတ်ဝန်းကျင်ကလေမရှိဘူးလားအဲ့ဒီလေတုကခန္ဓာကိုယ်ကိုဖိထားတယ်သူကပြောလိုက်တယ်ဖိထားတာဒီမျိုးတွက်ပြထားတဲ့ကျွန်တော်တို့အရေပြားရဲ့တလက်မပတ်လေတိုင်းပတ်လေတိုင်းဒီအရေပြားရဲ့တလက်မပတ်လေတိုင်းတလက်မပတ်လေတိုင်းနဲ့14ဘောင်နဲ့ဖိထားတယ်ဘယ်လောက်နဲ့ဖိထားတော့ပိဿာနဲ့တွေ့ရင်4ပိဿာကြည်စံကျွန်တော်တို့ခန္ဓာကိုယ်မှာလေတုဖိထားတဲ့ဖိအားဘယ်လိုရှိတော့တလက်မပတ်တယ်မှာဘယ်လောက်ဖိထားတော့14ဘောင်ပိဿာနဲ့ပြည့်4ပိဿာဟုတ်ပြီလာကဘာကိုသွားတဲ့ဒီ astronaut တွေမရှိလားရှိလားastronaut တွေဝိတဲ့အင်ကြီးဟာခမားတို့လိုပါပါလေးလားဖောင်းပေါင်းကားကြီးလားဘာလို့ကားထားတာလဲအထဲထဲမှာဒီမှာထည့်ထားတယ်လို့ပဲလေထုတွေနဲ့ဖိအားတွေအလုံးသဘာဝအတိုင်းထည့်ထားရတယ်သဘောပေါက်ပြီနော်ကဘာမြေပေါ်မှာရှိတဲ့လေထုဖိအားမျိုးလာကဘာမှာမရှိဘူးလာကဘာရဲ့ဆွဲအားကဘာဆွဲအားတဲ့နေတယ်ဒါကြောင့်လေထုလည်းနေတယ်သဘောပေါက်ပြီနော်အဲ့ဒါကြောင့်မလို့ဒီကရှာအင်းကြီးနဲ့သွားပြီးလာဖို့တက်နေသေလိမ့်မယ်ဟုတ်ပြီလားအဲ့ဒါကြောင့်ကဘာမြေအတိုင်းနေဖို့အတွက်ဘာဝတ်စုံဝတ်သွားတာအာကာသဝိစုံဟုတ်ပြီလားအဲ့ဒီအာကာသဝိစုံတွေမှာဖိအားတွေလည်းထည့်ထားတယ်အောက်ဆီဂျင်တွေလည်းထည့်ထားတယ်တာမန်ဓာတ်ရောင်ကြီးတွေကသူ့ကိုယ်ကိုမဖောက်နိုင်အောင်အဲ့ဒီအင်ကြီးကလည်းအကာအကွယ်ပေးတယ်တကုရှင်မဟုတ်ဘူးညံနဲ့လှုပ်တာလားဟုတ်ပါပြီနော်ဘာညံလို့တဘာဝကိုတည်သောညံနဲ့လှုပ်ပြီးတော့လာကဘာကိုသွားနေတာသဘောပေါက်ပြီနော်အဲ့ဒါကိုကြည့်ရင်သူတို့မှာဖိအားရှိတာမရှိဘူးလားဖိအားကလွင်ကဲသေချာကြည့်အောင်လူသားလေးကအခုမြေပြင်မှာနေတဲ့အဲ့ဒီလူသားလေးဆွဲပြီးတော့ထုတ်သွားလို့မိုင်900ကျော်ရင်အဲ့ဒီလူရှင်မလားသိမလားသိသွားပြီဘာမရှိလို့လဲလေမရှိလို့ဒါတွေမစင်သားပါနဲ့လေမြန်နေတော်မှအထက်ကိုရောက်သွားရင်လေထုဖိအားနည်းလာတဲ့အခါနားတွေဥဒရာမဥလားဥရဲဆိုတာအပြင်ကလေထုဖိအားအားနေတဲ့lúcနဲ့နားတွေကလေကတွန်းထွက်သွားတာဘောပါလားခန္ဓာကိုယ်ထဲမှာလည်းလေရှိတယ်ခ
ခန္ဓာကိုယ်ရဲ့လေနဲ့အပြင်ကလေနဲ့ဘဲလင်းဖြစ်နေရတယ်အဲ့ဒါကြောင့်မလို့လူသာရှင်တာသဘောပေါက်ပြီနော်ကဲအဲ့တော့လေတုဖိအားရှိတော့တဲ့ကြည့်အောင်အခုဖြစ်နေတဲ့ဒီကိစ္စမှာလေတုဖိအားအပြောင်းလဲကြောင့်ခင်ဗျားတို့ခန္ဓာကိုယ်ရဲ့ကိုအောက်ဆီဂျင်ကဝင်နေတာသဘောပေါက်ပြီနော်နရွေးအင်ကြီးကားလိုက်တော့တဲ့အဆုတ်ကြီးကကားမသွားဘူးလားကားသွားပြီကားသွားတဲ့ကြောင့်အဆုတ်ထဲမှာရှိတဲ့ဖိအားကနည်းသွားတယ်သဘောပေါက်ပြီနော်အဲ့တော့အပြင်ဖိအားနဲ့ဖိလိုက်တော့နှာခေါင်းကနေလေတွေပဲတဲ့ဝင်လာတော့အဆုတ်ထဲကိုဝင်သွားပြီအဲ့ဒီအချိန်မှာနရွေးရပြန်ပြီးတော့မဖိဘူးလားဖိလိုက်တဲ့အခါကျတော့နရွေးရဖိတဲ့ဖိအားအပြင်ဖိအားတဲ့များတယ်သဘောပေါက်လားအဲ့ဒါကြောင့်လေရပဲပြန်ထွက်သွားတော့အပြင်ပြန်ထွက်သွားတယ်ပြီးရင်နရွေးအင်းရပြန်မကားလိုက်ဘူးလားကားလိုက်တော့အဆုတ်ကလည်းမကားလိုက်ဘူးလားကားလိုက်တော့အတွင်းဖိအားကအပြင်ဖိအားတော့မများတော့ဘူးအပြင်ဖိအားနဲ့ဖိလိုက်တော့လေရဘာဖြစ်တော့ပြန်ပြီးတော့ဝင်သွားတယ်အေးအဲ့ဒီလိုနဲ့ထွက်လေဝင်လေဟာညအိတ်တဲ့အချိန်မှာအဲ့ဒီအတိုင်းလုံနေတာငါလုံလို့ရှင်တာလားတဘာဝအတိုင်းအလုံးလုံးနေလို့ရှင်တာသဘောပေါက်ပြီနော်တရားမလို့ဖျားပြောတဲ့အတိုင်းငါရှိတာလားငါမရှိတာလားငါမရှိဘူးရုပ်တည်ရှိတာသူ့အလုပ်သူလုံနေတာတဲ့နော်အဲ့ဒါကြောင့်ပါဠိလိုပြောတယ်အတ္တသောပတ္တသောကာယသင်္ခါရောဟုတ်ပြီလားအဲ့ဒီထွက်လေဝင်လေဆိုတာတဲ့ကာယဆိုတဲ့ဒီရုပ်အဖွဲ့အစည်းကာယဆိုတဲ့ပါဠိစကားလုံးကအစုပေါင်းလို့ခေါ်တယ်ဘာလို့ခေါ်တော့အစုပေါင်းဘာအစုပေါင်းလို့ရုပ်အစုပေါင်းကာယဆိုတာဘာအစုပေါင်းလို့ကာယနဲ့သင်္ခါရနဲ့ပေါင်းတော့သင်္ခါရကအလုံးလုံးတာဟုတ်ပြီလားရုပ်အစုအပေါင်းကအလုံးမလုံးဘူးလားအလုံးလုံးတာရှင်ရဲအတွက်အလုံးမလုံးဘူးလားအလုံးလုံးတာအဲ့ဒီအတွက်ကြောင့်ဘာနဲ့လုပ်ရတော့ထွက်လေဝင်လေနဲ့လုပ်နေရတာကိုပါဠိလိုဘယ်လိုခေါ်တော့အတ္တသောပတ္တသောကာယသင်္ခါရောဆိုတာဒီကာယကြီးရှင်ရဲလုပ်ငန်းမှာလေမပါရဲ့မဖြစ်ဘူးပြောနေတာကာယသင်္ခါရဆိုတာငါကိုပြောတာလားရုပ်ကိုပြောတာလားအဲ့တော့လေဝင်လေထွက်လို့ကငါရှင်ရဲတဲ့ဝင်တာလားရုပ်ခန္ဓာရှင်ရဲတဲ့ဝင်တာလားအဲ့ဒီအတွက်အဓိပ္ပာယ်ရောက်တဲ့ပါဠိကဘာလို့အတ္တသောပတ္တသောကာယသင်္ခါရောတဲ့သဘောပေါက်ပြီနော်အေးအဲ့ဒီတစ်ချက်ဆိုရင်လည်းရှင်းသွားပြီတဲ့ကဲနောက်ထပ်အယိုးတွေပြောမယ်အခုခါယိုးတွေပေါ့နော်အခုဒါကတော့ခါယိုးအစ်စ်ပဲဟုတ်ပြီလားဒီပါရှိတဲ့ဟာကြီးကခါယိုးလေးတွေကအပေါက်ကလေးတွေမရှိလားရှိတယ်ဒီအပေါက်ကလေးတွေရှိတယ်ဟုတ်ပြီလားအဲ့ဒီအပေါက်ကလေးတွေနဲ့ခါယိုးလေးတွေကဒီလိုထပ်ထားတာတစ်ခုနဲ့တစ်ခုထပ်လိုက်ရတာနော်ကြည့်အောင်အဲ့တော့ခါယိုးကအဲ့လိုထပ်ထားလိုက်ရင်အပေါက်ကလေးမဖြစ်ဘူးလားအဲ့ဒီခါယိုးက33မျိုးချလိုက်တော့အပေါက်ကလေးတွေတန်းစီမနေဘူးလားနေတာအဲ့ဒီတန်းစီနေတဲ့အပေါက်ကလေးတွေထဲမှာအခုလိုဓာတ်ကြောကြီးရရှိတယ်ဘာရှိတာတော့ဓာတ်ကြောလာတာကြောထဲမှာ spinal cord ဆိုတဲ့ဓာတ်ကြောကအဲ့ဒါလိုခါအယိုးထဲမှာလာတာဟုတ်ပြီလားခါအယိုးထဲမှာလာပြီးဘေးဘက်ကိုဟိုဘက်ဒီဘက်တစ်ချောင်းကြီးဖြာပြီးတော့ထွက်တယ်အဲ့ဒါကြောင့်မို့အကြောတွေမညက်ဘူးလားညက်သလားညက်တိုင်းနေသဘောပေါက်ပြီနော်ဒါသဘာဝကိုပြောနေတာဒီအယိုးဟာအယိုးအစ်စ်ပဲနော်လူတွေရဲ့အယိုးကိုရှာထားရတာရှာပပနော်သမီးရှိရနေပြီးအမေတောင်းထားတာအဖေရှိရသမီးကအမူမရဘူးသမီးရှိရအဖေကအမူရတာလားသူဆေးကြောင်းတဲ့တုန်းကသူများရောင်းတယ်လို့မရောင်းတယ်လို့ဖေဖေကိုအမူပေးလို့အဲ့ဒါအခုထိသိမ်းထားရတယ်ခင်ဗျားတို့ပြလို့ရအောင်လို့ဟုတ်ပြီလားအေးအဲ့တော့အယိုးလေးတွေခါယိုးတွေမှာကြည့်အောင်တဲ့ဒီကြားထဲမှာဝါရှာလေးတွေခံမထားဘူးလားခါယိုးအခုမခံထားလို့တစ်ခုတည်းတစ်ခုထိရင်အတန်ထွက်လာမထွက်ဘူးလားအဲ့ဒါနာသလားမနာဘူးလားအဲ့ဒါမနာအောင်လို့ဝါရှာခံထားရတယ်ကျင်းတဲ့တဘာဝဘလောက်သေချာတယ်လဲလောက်တာလားဟုတ်ပြီလားခင်ဗျားတို့ခုံလိုက်ပေါက်လိုက်မလုံလားလောက်တာလောက်ရင်ဒီအယိုးတွေဝါရှာမခံရင်နာမလားမနာဘူးလားနာရီအဲ့ဒါကြောင့်တဘာဝခံထားလားမခံထားဘူးလားခံထားတယ်အေးအဲ့ဒါလို့တွေ့ပြီတဲ့ကဲဒီဟာကတော့အယိုးစစ်ပဲပေါင်ရိုးကြီးအမလေးဒီမှာကြည့်အတူတူပဲဟုတ်ပြီလားကျွန်တော်အရာနဲ့မတူလားတူလားတူတယ်ပေါင်ရိုးကြီးเนาะဒီပေါင်ထိပ်ရိုးနဲ့ဝင်ထဲမှာဒီလိုဝင်သားမယ်အဲ့လိုဆက်အောင်လို့အမာရွတ်ခေါ်တယ်အရွတ်လို့ခေါ်တယ်ခင်ဗျာကြက်သားတွေကြိုက်စားရင်ကြက်သားမှာအရွတ်တွေမရှိတာရှိတာအရွတ်ဆိုတာကအယိုးနှစ်ခုကိုဆက်ပေးထားတဲ့ပတ်တာဘာနဲ့တူလို့ပတ်တာနဲ့တူတယ်အဲ့တော့ဒီအယိုးကြီးနှစ်ခုကိုအရွတ်နဲ့ဆက်ထားရတာသဘောပေါက်ပြီเนาะအေးအဲ့တော့ဒါကတော့ပေါင်ထိပ်ရိုးပဲ origin တွေပဲပေါ့เนาะဒါလေးတွေကိုဘုဟုတုဒ္ဒဖြစ်ပွဲကြည်ထားတဲ့ကဲဘယ်လောက်ဆိုရင်အယိုးကအကျမ်းပြေးဆုံသွားပြီတဲ့เนาะက
ကဲအကျိုးတွေပြီးတဲ့ခါကျတော့ခုနကပြောတဲ့ဟာပေါ့နော်ဒါကိုလှည့်လိုက်လို့ရှိရင်ဒီခုနကပြောတဲ့ဒီခါရိုးတစ်ချောင်းမှာအုံနောက်ကနေဘာတွေဆင်းလာပါတော့ဓာတ်ကြောတွေဆင်းလာမယ်သဘောပေါက်ပြီနော်ဒီထဲမှာဝင်လာမယ်ပြီးတော့မှဓာတ်ကြောတွေကဒီဘက်တစ်ချောင်း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 ဖြာပြီးတော့ထွက်မှကြည့်ဒီပုံထဲမှာကြည့်အောင်ဓာတ်ကြောတွေထွက်တာကိုအဲ့ဒီကကြိုက်ထားပြီးဒီမှာနောက်ကြောနဲ့ပြမထားဘူးလားပြထားတယ်ပြထားပြီးမှဓာတ်ကြောကအစိမ်းရောင်လေးပြမထားဘူးလားတကယ်အယောင်ကတော့အဖြူရောင်ပဲသဘောပေါက်ပြီနော်ကျော်ကြီးတစ်လျှောက်မှာ spinal cord ရှိတယ်ဒီလိုတစ်စစ်ကြီးမှာဒီဘက်ထွက်လိုက်ဒီဘက်ထွက်လိုက်ဟိုဘက်ထွက်လိုက်ဒီဘက်ထွက်လိုက်မရှိလားရှိတာရှိတယ်အားလုံးလက်တွေမှာလည်းမရှိလားရှိတာသူကကြွက်သားတွေမှာမြုပ်နေပဲဘယ်ထဲမှာမြုပ်နေတာလို့ကြွက်သားတွေမှာမြုပ်နေတယ်ဒီပုံကိုကြည့်ရင်ဒီဘက်ကကြွက်သားတွေဖယ်လိုက်တဲ့အတွက်ကြောင့်အယိုးနဲ့ကြကြောမမြင်အောင်လားဒီဘက်ကကြတော့ကြွက်သားတွေဖုံးထားတယ်အဲ့ဒီကြွက်သားတွေမှာဒီဓာတ်ကြောတွေမြုပ်နေတယ်သဘောပေါက်ပြီနော်ဒီကြွက်သားတွေရဲ့အပေါ်ကဘာကိုကြွားထားတာတော့အရေကုန်ကိုကြွားထားလိုက်တော့ကြွက်သားတွေကအစင်းလိုက်မရှိဘူးလားရှိတယ်ခင်ဗျားတို့စားနေတဲ့ကြက်သားဝတ်သားနဲ့အတူတူပဲသဘောပေါက်ရလားအေးအကားလုံးကကဘာဝချင်းအတူတူကြီးပဲဒီအသားတွေမှာဘာတွေမြုပ်နေလို့ဓာတ်ကြောတွေမြုပ်နေတယ်သဘောပေါက်ပြီနော်ကဲအခုကြွက်သားအကြောင်းကိုပြောတော့မယ်ကြွက်သားတွေကအရွေးတွေဖုံးမထားလားဖုံးထားတယ်ကြွက်သားပေါင်းခန္ဓာကိုယ်မှာ600ကျော်ရှိတယ်ဘယ်လောက်ရှိတော့600ကျော်ရှိတယ်ကဲသူတို့ဘယ်လိုအလုံးလုံးတယ်ပြောမယ်အခုကြည့်အောင်အယိုးကြီးကတဲ့ခန္ဓာကိုယ်မှာအမာခံနေတဲ့မလှုပ်ရှားနိုင်ဘူးတဲ့သူကရှင်းပြတယ်ကြည့်လားအခုခင်ဗျားတို့ထင်လို့လမ်းနေလျှောက်တယ်သွားတယ်ဆိုတာအယိုးကြီးကသူမလုပ်နိုင်ဘူးလေသူကဒီခန္ဓာကိုယ်မှာရှိတဲ့ပစ္စည်းတွေကိုသာအမာခံဖြစ်နေမော်တော်ကားလို့ပေါ့ဖရင်ဖြစ်နေထိန်းထားတာတဲ့ဟုတ်ပြီလားဥသိဥမတွေထမ်းထားမယ်ဒီကအသေးတွေနှလုံးတွေထမ်းထားမယ်ကြွက်သားတွေကအသားတွေကိုထမ်းထားမယ်တဲ့လှုပ်ရှားဖို့တာဝန်ကိုကြွက်သားကယူရတယ်ဘယ်သူကယူရတာလို့ကြွက်သားကယူရတယ်တဲ့ကြွက်သားကဖြစ်ပြီးဆိုကျုံလိုက်ဆန်းလိုက်ကျုံလိုက်ဆန်းလိုက်လုပ်ငန်းကိုကြွက်သားကလုံနိုင်တယ်ဘယ်လိုလုံနိုင်လို့ကျုံလိုက်ဆန်းလိုက်ကျုံလိုက်ဆန်းလိုက်လုံနိုင်တယ်ကဲဒီလက်မောင်းကြီးကွဲမယ်ဆိုရင်သူကကွဲတာမဟုတ်ဘူးကြွက်သားကြီးကကွဲလို့ကွဲသွားတာသဘောပေါက်ပြီနော်အေးအခုဒီမှာဒီလက်မောင်းကိုကြည့်ဒီလက်မောင်းတွေမှာအင်ကြီးကိုကြည့်ပေါ့ဒီဘက်ကဟာဟိုကအတွင်းကြွက်သားဒီတောင်ဘက်ကဟာဟိုအပြေးကြွက်သားအဲ့လိုနားလည်လိုက်ဟုတ်ပြီလားကွေးတယ်ဆိုတာနဲ့ဒီတိုင်းနဲ့အတွင်းကြွက်သားကဆွဲလိုက်တာအတွင်းကြွက်သားကဘာလို့လာတော့ဆွဲလိုက်တော့အယွေးကြီးနှစ်ခုပူးမသွားဘူးလားအဲ့လိုပူးသွားတဲ့အချိန်မှာအပြင်ကြွက်သားကမဆွဲရဘူးဘာလို့လာတော့ရှော့ထားရတယ် relax လုပ်ထားတယ်အတွင်းကြွက်သားက contract လုပ်လိုက်တယ်သဘောပေါက်ပြီနော်ဒါကွေးလိုက်တာဆိုင်းနေတယ်ဆိုတာနဲ့ဒီလည်းပြောင်းညာအပြင်ကြွက်သားကဘာလို့လဲပြန်ပြီးတော့ဆွဲမယ်အတွင်းကြွက်သားကရှော့တယ်အဲဆိုလက်မောင်းကွဲရဆန်းတာမရဘူးလားရလားဒီဆိုရင်အယိုးကြီးလှုပ်တာလားကြွက်သားခိုင်းလို့အယိုးကလှုပ်တာလားပုဂ္ဂိုလ်တ attva ခိုင်းတာမဟုတ်ဘူးเนาะကြွက်သားခိုင်းတဲ့အတွက်အယိုးကြီးကကွေးလိုက်ဆန်းလိုက်လှုပ်တာဒီလိုပဲပေါင်မာနဲ့ကြွက်သားတွေမရှိဘူးလားကြွက်သားတွေအများဆုံးအကြီးဆုံးကတင်မကြွက်သားမကြီးဘူးလားကြီးလားကြီးတယ်ခြေထောက်တစ်ခုလုံးကိုမဖို့အတွက်သဘာဝကတိဆောက်ထားတော့တင်မကြွက်သားကြီးကအကြီးရှင်နေတာဟုတ်ပြီလားသူတို့ကကျုံလိုက်ဆက်လိုက်လှုပ်လိုက်တဲ့အခါကျတော့မှဒီခြေထောက်ကြီးကဘန်းလိုက်ကြွလိုက်ဖြစ်တာနော်ကဲအခုကျွန်တော်တို့တဲ့အဲ့ကြွက်သားကိုတော့သိပြီပေါ့နော်ဒီကြွက်သားကြီးကျုံလိုက်ဆက်လိုက်ဒီမိုင်းလက်ကလေးမှကြည့်အောင်အခုပြထားတာကြည့်အောင်နော်အဲ့ဒီအချောင်းချောင်းလေးတွေဒီမိုင်းဖြူဖြူလေးတွေတွေ့လားတွေ့လားအဲ့ဒါတင်တယ်လို့ခေါ်တဲ့ကြွက်သားအမာစားပဲအဲ့ဒီလက်ချောင်းလေးတွေမှာကတ်နေတယ်သဘောပေါက်ပြီနော်အဲ့ဒီကြွက်သားလေးတွေကဆွဲလိုက်လို့ရှိရင်လက်ကလေးကကွေးသွားတာသဘောပေါက်ပြီနော်လက်ခုံကကြွက်သားပြန်ဆွဲရင်လက်ကပြန်ပြီးဆန်းလိုက်လက်ကအတွင်းကြွက်သားဆွဲရင်လက်ကလေးကကွေးလိုက်အပြင်ကလျှော့ထားတယ်အပြင်ကပြန်ပြီးဆွဲရင်လက်ကပြန်ပြီးတော့ဆန်းသွားတယ်သဘောပေါက်ပြီနော်ဒီဆိုအယိုးတွေကိုွေးခြင်းဆန်းခြင်းကအယိုးကလှုပ်တာလားကြွက်သားကခိုင်းတာလားဒီကြောင့်မလို့အခုနပြောတဲ့သမင်းဝါးတဲ့အခါမှာအောင်မေးလေးအပေါ်မရိုက်ဘူးလားရိုက်တယ်အဲ့တော့ကြွက်သားကြီးကအောင်မေးလေးမမပြီးတော့မတင်ဘူးလားတင်းတယ်အခုလေကင်းကြီးဟိုဘက်ဒီဘက်နေတာလေကင်းကကြွက်သားမရှိဘူးလားဒီဘက်ကိုလှည့်မယ်ဆိုဒီဘက်ကြွက်သားဆွဲလိုက်တယ်ဒီဘက်ကြွက်သားကရှော့ရှေ့ဘက်ကိုဆွဲမယ်ဆိုလေကင်းကြွက်သားကဆွဲနောက်ကရှော့သဘောပေါက်ပြီတော့လေးဘက်လေးနဲ့လှည့်မယ်ဆိုကြွက်သားလေးခုကမျှပြီးတော့မခိုင်းဘူးလားခိုင်းတာအယိုးကလှုပ်တာလားကြွက်သားလှုပ်တာလားဒီခန္ဓာကိုယ်ဓမ္မကြွက်သားတွေမရှိလားရှိတာရှိတော့ခန္ဓာကိုယ်လှဲ့တာရောငါလှဲ့တာလားကြွက်သားဆွဲလှဲ့ပြတာလား
ခင်ဗျားတို့တရားထိုင်တဲ့အခါမမထိုင်ကြလားကုန်းသွားကြလားတတိလေးရရပြန်ပြီးမမှတ်ဘူးလားငါမှတ်လိုက်တယ်လားကြွက်သားလုပ်လိုက်တာလားမဟုတ်ပါဘူးငါလုပ်တာမဟုတ်ဘူးလားဟုတ်ပြီနော်ဘာဖြစ်လို့ကုန်းသွားတာလဲကဘာမှာဆွဲအားမရှိလားရှိလားစားပြီးတရားထိုင်အမေကမ္မဋ္ဌာန်းဆရာဖြောင်းမြောင်းနေအမေအဲ့တော့စိတ်ကအားမရှိလားရှိလားအဲ့တော့စိတ်ကအမိန်ပေးလိုက်ပြီးတော့လုပ်တော့ကြွက်သားတွေကတောက်ခံရတော့မှတ်မနေဘူးလားတော်တော်ကြာတော့စိတ်ကဘယ်ရောက်မှမသိဘူးကြွက်သားတွေကလည်းစိတ်ကလည်းမခိုင်းဘူးကဘာလည်းဆွဲရတဲ့ကုန်းသွားရအမေတရားနဲ့ဗျက်ကလေးထပြီးတော့ကြွက်သားတွေကမှတ်သွားပြအောင်ငါမှတ်တာလားကြွက်သားလို့မှတ်တာလားအဲ့ဒါရုပ်တွေလုံနေတာငါလုံတာလားရုပ်တွေလားအဲ့ဒါရုပ်ဆိုတဲ့သဘာဝကိုအဲ့ဒါလို့သိမှရုပ်ကြောင်းကိုနားနေတာဟုတ်ပြီလားကဲအခုရုပ်ကဘယ်လိုမျိုးရှိပြီတော့ကြွက်သားအယုတ်အခုအရေးကြီးဆုံးရုပ်ကိုအခုနောက်ဆုံးသင်တော့မယ်ဓာတ်ကြောရုပ်ဘာရုပ်ကိုသင်မှာတော့သူကဆရာကြီးအဲ့ဒီဟာကိုအရေးကြီးအခုသင်တော့မယ်နော်အဲ့ဒီကိုနည်းနည်းလေးပြန်ပြောမယ်ဒီပုံလေးဟာကြည့်ပြီးပြန်ပြောမယ်နော်ဒီပုံလေးကိုနည်းနည်းလေးကြည့်ပြန်ပြောမယ်နော်ဒီကြွက်သားတွေဖယ်လိုက်တော့ကဟိုကဓာတ်ကြောကိုမြင်နေပြောတယ်ဓာတ်ကြောကအုံနှောက်ထဲကဆင်းစင်လာလားဒီမှာအုံနှောက်ကြီးမတွေ့ဘူးလားတွေ့လားတွေ့တယ်အေးအဲ့ဒါဒီပြောနေဟိုခေါင်းကအုံနှောက်လေးပါဖြုတ်ပေးတယ်ပါလားတော်ကြရင်ဟုတ်ပြီလားအဲ့ဒါလေးလေးပြမယ်နော်ခေါင်းထဲမှာဘာရှိတော့အုံနှောက်ရှိတယ်အဲ့ဒါလေးပြရအောင်မယ်နော်အဲဒီသူတို့တေချာရိုက်ကူးနေတော့အဲ့ဒါလေးတွေလည်းပဲစုံအောင်လို့ပြလိုက်ကြရအောင်ချမ်းလိုက်ပြီဒီထက်မှအုံနောက်မတူရတွေ့လားအုံနောက်ကလဝဲချမ်းလက်ရချမ်းရှိတယ်သဘောပေါက်ပြီနော်အဲ့ဒီခေါင်းထဲမှာအုံနောက်ရှိတယ်ဒီမှာအုံနောက်အညာတွေ့လားခုနကအပေါက်ကြီးကနေအောက်ကိုထွက်မှာအဲ့ဒီမှာဓာတ်ကြောတွေကခေါင်းထဲကနေပြီးတော့လျှက်စစ်တတ်နဲ့ပို့မှာမဟုတ်လို့သဘောပေါက်ပြီနော်ဒါကိုအုံနောက်အညာလို့ခေါ်တယ်အုံနောက်အကြီးအုံနောက်အသေးပေါ့နော်ဒါဘုဒ္ဓတပြည့်ပဲပတ်တာအဲ့ဒီအုံနောက်ကိုအခုချွတ်လိုက်ခြင်းရတယ်လေအခုချွတ်လိုက်ပေါ့ရတယ်နော်အုံနောက်ကိုချွတ်လိုက်ရင်ဒီမှာဒါကလက်ဝဲပဲပေါ့နော်ဘယ်ဘက်ချမ်းဒီဘက်မှာလည်းတစ်ချမ်းရှိတယ်ကျွန်တော်တို့ခေါင်းထဲမှာအုံနောက်ကနှစ်ချမ်းရှိတယ်ဘာလို့နှစ်ချမ်းရှိတာလဲဆိုတော့မတူဘူးတဲ့ဘယ်ဘက်အုံနောက်ချမ်းကညာဘက်လက်နဲ့ခြေထောက်ကိုခိုင်းတယ်ဟောညာဘက်အုံနောက်ချမ်းကဘယ်ဘက်အုံနောက်ချမ်းကညာဘက်လက်နဲ့ခြေကိုခိုင်းတယ်ဆန့်ကျင်ဘက်နော်ဒီညာဘက်အုံနောက်ကဘယ်ဘက်လက်ခြေတွေလှုပ်ဖို့ကိုတာဝန်ယူတယ်ဘယ်ဘက်အုံနောက်ချမ်းကညာဘက်လက်ခြေတွေကိုတာဝန်ယူတယ်တဲ့ဒီထဲမှာအုံနောက်ကြီးတွေရှိတယ်ဟုတ်ပြီလားအဲ့ဒါလေးတွေတွေ့ရပြီဆိုတော့အတော်လေးပေါ့နော်ဒီမှာအခုမြင်နေရပြီပေါ့နော်ဒီမှာအုံနောက်အညာနော်အဲ့ဒီမှာဓာတ်ကြောကြီးဆင်းသွားတာဟုတ်ပြီလားအဲ့ဒီဓာတ်ကြောတွေကနေပြီးတော့လျှက်စစ်ဓာတ်တွေလွှတ်ဖို့ဒီအုံနာတာမက်ဒလာခေါ်တဲ့လျှက်စစ်ဗဟိုဌာနကနေဓာတ်ကြောတွေကိုလျှက်စစ်ဓာတ်လွှတ်ပေးထားတယ်နော်ဒါလျှက်စစ်ဓာတ်လွှတ်တဲ့ဌာနအုံနောက်ကလူကိုထိန်းချုပ်ရာကွန်ပျူတာ system နဲ့အလုပ်လုပ်နေတဲ့ဌာနကြီးတဲ့ဟုတ်ပြီလားအဲ့တော့ဒီဓာတ်ကြောကတရားဆင်းမယ်ဆင်းပြီးကြောထဲမှာဖြတ်သွားတာကိုပြမယ်နော်အခုပြန်ပြမယ်ကြောထဲမှာဒါခေါင်းထဲမှာပြီးသွားပြီဒီကြောရဟာကိုပြန်ကြည့်မယ်ခုနကပြောတဲ့ဥမာခေါင်းထဲကနေဆင်းလာတဲ့ကြောရိုးကြီးတစ်ချောင်းပြီးတော့မှလက်ဝဲလက်ရဆိုပြီးထွဲလက်တွေကိုလည်းအဆုံးလာမယ်ခြေထောက်တွေကိုလည်းအဆုံးလာမယ်ဓာတ်ကြောရဲ့အယောင်ကအဖြူရောင်ပဲနော်ဒီမှာသာသူကအစိမ်းရောင်လှုပ်ထားတာကဲအဲ့တော့ဓာတ်ကြောအားလုံးပေါင်းဘယ်လောက်ရှိတယ်သူတို့ပြောထားတယ်ပညာရှင်တွေကနော်ဓာတ်ကြောအားလုံးပေါင်းဒီခေါင်းဘက်မှာဓာတ်ကြောကလည်းပဲ12စုံရှိတယ်နော်ခေါင်းဘက်မှာဓာတ်ကြော12စုံဟုတ်ပြီကြောဘက်မှာ30တဲ့တစုံเนาะအဲ့လိုဓာတ်ကြောတွေသူတို့ရှိတယ်ကဲအခုသေးစိတ်သင်တော့မယ်เนาะအဲ့ဒီဓာတ်ကြောတွေအားလုံးကိုလျှက်စစ်ဓာတ်နဲ့အလုံးလုပ်တယ်လျှက်စစ်ဓာတ်နဲ့အလုံးလုပ်တော့ဓာတ်ကြောမှာ3ဘွဲ့ရှိတယ်ဘယ်နှဘွဲ့ရှိတော့အဲ့ဒါအရေးကြီးတယ်အဲ့ဒီ3ဘွဲ့ကိုအခုသင်တော့မှာအဲ့ဒီဓာတ်ကြောတွေမှာ3ဘွဲ့ရှိမယ်နံပါတ်1အဖွဲနံပါတ်1အဖွဲ့ကိုပါဠိလိုဇီဝိတဓာတ်ကြောလို့ခေါ်တယ်ဘာဓာတ်ကြောလို့ခေါ်တော့ဇီဝိတဓာတ်ကြောဒါပါဠိလိုအဲ့ဒီမြန်မာလိုရှင်ရေးဓာတ်ကြောဟုတ်ပြီလားရှင်ရေးကိုအလုံးလုံးနေတဲ့ဓာတ်ကြောအင်္ဂလိပ်လို autonomic nerve လို့ခေါ်တယ်ရှင်ရေးကိုအလုံးလုံးနေတဲ့ဓာတ်ကြောတစ်ခုနံပါတ်2
ကျွန်တော်တို့အလုပ်တွေလုပ်ရင်မခိုင်းဘူးလားခိုင်းတာကိုကမ္မလို့ခေါ်တယ်အဲ့ဒါကြောင့်ကမ္မဓာတ်ကြောဘာဓာတ်ကြောလို့ခေါ်တော့ကမ္မဓာတ်ကြောအဲ့ဒါကိုတော့မော်ဒါနာလို့ခေါ်မယ် MOTOR ပေါ့နော်မော်ဒါနာနောက်တစ်ဖွဲ့ကသတင်းပို့တဲ့ဓာတ်ကြောဘာဓာတ်ကြောလဲတော့သတင်းပို့တဲ့ဓာတ်ကြောသတင်းပို့ဓာတ်ကြောသတင်းပို့ဓာတ်ကြောကိုသူတို့အင်္ဂလိပ်အခေါ်တိုင်းပဲရေးမယ်တဲ့ sensory nerve လို့ခေါ်တယ်နော် SENSORY လို့ခေါ်တယ်နော်နတ်တကြောဖွဲ့အဲ့ဒီခန္ဓာကိုယ်မှာသုံးခွဲပဲအဲ့လောက်ပေးတဲ့မြင်လေးကခမည်းတော်ကိုဆရာကြီးလုပ်နေတာရုပ်ထဲမှာသူသည်အရင်အပါဆုံးပဲဘုရားရှင်ပြည့်တဲ့ကုဋ္ဌာက20ထဲမှာဓာတ်ကြောဆိုတာပါလေပါဠိလိုနှာရုလို့ခေါ်တယ်တော့ပေါ့ပြီနော်အဲ့ဒီဓာတ်ကြောအကြောင်းကိုအခုသိမယ်ကဲဇီဝိတဓာတ်ကြောရှင်ရေးဓာတ်ကြောဆိုတာဟာတဲ့ခုနကျွတ်သားတွေမှာအုံနောက်ကလာပြီးတော့ကျွတ်သားတွေကမြုပ်နေတယ်ဒီနေရဲ့အိမ်ထဲမှာအဲ့ဒီဇီဝိတဓာတ်ကြောတွေမြုပ်နေတယ်တော့ပေါ့ပြီနော်အဲ့ဒီမှာမြုပ်နေတဲ့အပြင်ဒီမှာရေဝင်းချအသားပြားဆိုပြီးတော့မရှိဘူးရှိတာအဲ့ဒီအသားပြားထဲမှာလည်းအဲ့ဒီဓာတ်ကြောရှိတယ်ဟုတ်ပြီလားကဲအဲ့ဒီဓာတ်ကြောတွေကိုအုံနောက်ကနေလျှက်စစ်ဓာတ်တွေလွှတ်ပေးနေတော့လျှက်စစ်ဓာတ်ကခိုင်းတော့မှကြွက်သားတွေကကျုံတာဆန့်တာဟောကြွက်သားကသူ့အယူပဲမလုပ်နိုင်ဘူးကြွက်သားကျုံလိုက်ဆန့်လိုက်လုပ်ဖို့အမိန်ပေးနေတဲ့အဖွဲကဘယ်ဖွဲတော့ဓာတ်ကြောတဘောပါပြီနော်အုံနောက်ကနေဓာတ်ကြောကြီးဆင်းလာတော့နိုင်ရွအိမ်တွေကိုလျှက်စစ်ဓာတ်တွေနဲ့ဓာတ်ကြောလာတော့ဓာတ်ကြောတွေကခိုင်းလိုက်တဲ့ကောင်ကကြွက်သားတွေကဘာလို့ရလဲကျုံလိုက်တဲ့အခါမှာနေရွအိမ်ကြီးကဘာလို့ရတော့ဖောင်းလာတယ်နေရွအိမ်ဖောင်းလာတဲ့တွေအစုပ်ကြီးကလည်းကားသွားတယ်အဲ့ဒီခါလေတွေကဝင်မသွားဘူးလားဝင်သွားတယ်ပြီးတော့မှလျှက်စစ်တဲ့နဲ့ပြန်ပြီးလွတ်လိုက်တဲ့အခါကျတော့နေရွအိမ်ကြီးကပြန်ကြွက်သားတွေကလည်းရှော့လိုက်တယ်နေရွအိမ်ကြီးကလည်းကျုံသွားတယ်အစုပ်ကြီးကလည်းပိန်သွားတယ်သဘောပေါက်ပြီနော်အဲ့ဒါကြောင့်မလို့နေရွအိမ်လှုပ်ဖို့ကြွက်သားကိုဓာတ်ကြောကကြွက်သားကိုခိုင်းကြွက်သားကဘယ်သူ့ကိုခိုင်းလဲနိုင်ရိုးကိုခိုင်းနိုင်ရိုးကဘယ်သူ့ကိုခိုင်းလဲအဆုတ်ကိုခိုင်းရုပ်ဘယ်နှမျိုးအလုံးလုံးနေတော့၃မျိုးခင်ဗျားတို့လေဝင်နေတဲ့လုံးနေတာရုပ်ကဘယ်နှမျိုးပေါင်းလုံးနေတော့၃မျိုးပထမရုပ်ကဘာတော့ဓာတ်ကြောယုံဒုတိယကကြွက်သားယုံတတိယကအယိုးယုံသရုပ်ထကအဆုတ်ကြည်သာသူတို့၄ခုပေါင်းတာမပေါင်းဘူးလားအချင်းချင်းကူညီနေလို့ပြစ်စရလို့ခေါ်တယ်နော်သူတို့အထောက်ပံ့ပြုနေလို့လေဝင်လေထက်မဖြစ်ဘူးလားဖြစ်လားဖြစ်တယ်အဲ့ဒီဓာတ်ကြောအလုံးမလုံးချင်းရှူလို့ရမလားမရဘူးတဲ့သဘောပေါက်ပြီနော်အဲ့ဒါကိုဇီဝိတဓာတ်ကြောခေါ်တယ်ရှင်ရေးဓာတ်ကြောကပုံမှန်အလုံးလုံးနေတဲ့အတွက်တန်ရိုးအိမ်ကြီးကတက်လိုက်ဆင်းလိုက်ဒီလိုချင်းခင်ဗျားတို့ညအိတ်နေတဲ့အချိန်မှာအဲ့ဒီအုံနောက်ထဲကဓာတ်ကြောတွေပြတ်သွားရင်ရှင်မလားသိမလားသိသွားမှာအဲ့ဒီဓာတ်ကြောကလျှက်စစ်ဓာတ်နဲ့ပုံမှန်လွှတ်နေတော့ကျွတ်သားတွေကကျုံလိုက်ကားလိုက်ငရုတ်ကြီးကတက်လိုက်ဆင်းလိုက်အဆုတ်ကလည်းပိန်လိုက်ဖောင်းလိုက်လေကလည်းဝင်လိုက်ထွက်လိုက်ငါလှုပ်တာလားရုပ်တဘာဝတွေလှုပ်တာလားငါလှုပ်လို့ရှင်တာလားရုပ်တွေလှုပ်လို့ရှင်တာလားဒါကြောင့်မလို့သူ့ဘာခေါ်လို့ဇီဝိတဓာတ်ကြောအဲ့ဒီလိုပဲအဲ့ဒီဓာတ်ကြောကနှလုံးထဲမှာလည်းထည့်ထားတယ်ဒါကြောင့်မို့နှလုံးမှာ ECG ရိုက်တယ်လို့မကြားဘူးလားနှလုံးမှာလျှက်စစ်တာမရှိဘူးလားရှိတာအဲ့ဒီဓာတ်ကြောကနှလုံးထဲကိုလည်းပို့ထားတဲ့အတွက်တမိနစ်မှာအကျဉ်း90နဲ့နှလုံးနေရာကျုံလိုက်ကားလိုက်ကျုံလိုက်ကားလိုက်ဘယ်လိုခလားလို့လားဒါကြောင့်မလို့အစုံကြီးနဲ့နှလုံးလိုအလုံးလုံးနေဖို့ကိုအုပ်ထုတ်နေတာဘယ်ဓာတ်ကြောတို့ဇီဝိတဓာတ်ကြောအဲ့ဒါလိုပဲခင်ဗျားတို့အစာအိမ်နဲ့အစာတွေမစားဘူးလားစားလားစားလိုက်ပြီဆိုတာနဲ့အဲ့ဓာတ်ကြောကအပိန်ပေးလိုက်တယ်အစာအိမ်တွေကကိုအက်ဆစ်ထွက်လိုက်တော့ဘယ်သူကလှမ်းအုပ်ချုပ်တော့ဓာတ်ကြောကလှမ်းအုပ်ချုပ်လိုက်တဲ့ကြောအက်ဆစ်ဓာတ်တွေထွက်တော့အစာတွေမချေဘူးလားချေပြီးပြီကျွန်တော်တို့ချေပြီးပြီဆိုပြီးတော့သူတို့ကဘယ်တော့ဦးသိန်းတွေကိုသွားပြီအဲ့ဒီတော့ဓာတ်ကြောဖေကဦးသိန်းတွေကိုသွားပြီဟေးအသေးကဘာထုတ်လိုက်ပန်ကရိယကဘာထုတ်လိုက်မလုပ်လားလုပ်လားအဲ့ဒီလိုလုပ်လို့ဓာတ်ရည်တွေကလည်းပုံမှန်မထုတ်ဘူးလားဦးသိန်းတွေကအစာတွေချက်ထုတ်ပြီးပြီဆိုတော့မှနောက်ဖေးသွားဖို့တဲ့ဘာလုပ်ပါညာလုပ်ပါဆိုပြီးတော့မကူညီဘူးကူညီတာကူညီနေတယ်အဲ့ဒါကြောင့်မို့ဒီဓာတ်ကြောကိုဘာလို့ခေါ်တော့ဇီဝိတဓာတ်ကြောမြန်မာလိုရှင်ရည်ဓာတ်ကြောငါရှင်အောင်တာဝန်ယူတာလားရုပ်ရှင်အောင်တာဝန်ယူတာလား
ရုပ်ရှင်အောင်တာဝန်ယူတာကဲဟုတ်ပြီတဲ့အဲ့ဒီဓာတ်ကြောလေးတွေကခန္ဓာကိုယ်မှာအဲ့ဒါလိုလုံနေတာတဲ့ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့ကျွန်တော်တို့မရှင်းဘူးလားရှင်လားရှင်းနေရတာနောက်ဓာတ်ကြောတစ်ခုကတော့ဘာဓာတ်ကြောလဲဓာတ်ကြောတော့ကမ္မဓာတ်ကြောနဲ့တည်င်းပို့တဲ့ဓာတ်ကြောသဘောပေါက်ပြီနော်ကဲကမ္မဓာတ်ကြောကခိုင်းတဲ့ဓာတ်ကြောသူကစိတ်နဲ့အမိပေးလို့ရတယ်အပေါ်ကအဖွဲကစိတ်နဲ့အမိပေးလို့မရဘူးအဲ့တော့ကမ္မဓာတ်ကြောကဥပမာဆိုရဆိုခင်ဗျားတို့တကယ်လို့လက်ထဲမှာမရှိတာရှိတာရောက်နေတယ်သဘောပေါက်ပြီနော်ကမ္မဓာတ်ကြောကခိုင်းပြီဆိုတာနဲ့ဒီပိုင်းနဲ့ဥပမာဒီလက်ကနေပြီးတော့ကျွန်တော်ကရင်သွေးလေးတောက်ချင်တယ်ရင်သွေးတောက်ချင်တယ်ဆိုတာစိတ်ကအရင်မဖြစ်ဘူးလားဖြစ်လားတောက်ချင်တဲ့စိတ်ကအမိန်ပေးလိုက်တဲ့အခါကျတော့ရုပ်တွေအလုံးမလုံးလားအလုံးလို့တာအဲ့ဒီခါကျတော့ဘယ်ပဲအုံနောက်ချမ်းကလျှက်စစ်တတ်နဲ့ဓာတ်ကြောတွေကလျှက်စစ်တတ်လို့ကြောရိုးကြီးတစ်ချောင်းမလာဘူးလားလာပြီးတော့လက်ထဲကိုမရောက်လားဓာတ်ကြောတွေတိုင်းလာပြီးတော့လျှက်စစ်တတ်တွေလွတ်လိုက်တယ်လွတ်လိုက်တဲ့မှာကြွက်သားတွေကကျုံလိုက်ဆက်တဲ့ဆိုလက်ကြီးအယိုးကြီးကရွေ့မသွားဘူးလားရွေ့သွားပြီးတော့မှဖန်ဝက်ကိုမကင်နိုင်ဘူးလားကင်လိုက်တယ်အဲ့ဒီအထိကမ္မဓာတ်ကြောအလုံးလုံးတာပြန်ပြောမယ်စိတ်ကနေပြီးတော့ဘာလို့တော့လက်ဖက်ရည်ပေါက်ချင်တယ်ဘယ်သူကဥဆောင်တော့စိတ်ကဥဆောင်တယ်စိတ်ကဥဆောင်လိုက်ကြတယ်ရုပ်တွေကလိုက်ပြီးတော့လှုပ်တယ်ဘယ်ပဲအုံနောက်ချမ်းကလျှက်စစ်တတ်တယ်နဲ့ဓာတ်ကြောတွေကိုလျှက်စစ်တတ်တယ်မလားဘူးလားလာခါကြောလို့ဒီမှာလေဘင်းကဆင်းပြီးတော့လက်ထဲကိုဓာတ်ကြောတွေသွားတိုင်းလျှက်စစ်တတ်တယ်မလားဘူးလားလာတော့ကြွက်သားတွေကဘာလို့တော့ကျုံလိုက်ဆန်းလိုက်ရမလို့ဘူးလားလှုပ်ပြီးတော့ဘယ်ရှိသွားတော့ခိုက်ရှိသွားပြီးတော့မကင်နိုင်ဘူးလားကင်လိုက်တဲ့အထိဘာဓာတ်ကြောရဲ့အလုပ်တော့ကမ္မဓာတ်ကြောသဘောပေါက်ပြီနော်ကင်လိုက်တာနဲ့တည်းလက်မှာအရေပြားမရှိလားရှိတာအရေပြားရဲ့အောက်မှာဓာတ်ကြောတွေရှိတယ်သဘောပေါက်ပြီနော်ထိလိုက်ကောသတင်းပို့တဲ့ဓာတ်ကြောကပြန်ပြီးအလုပ်လုပ်တယ်ခုနကခိုင်းတဲ့ဓာတ်ကြောကအုံနောက်ကနေလျှက်စစ်ဓာတ်တွေစီးလာတာသတင်းပို့တာကြောင်းမြန်သဘောပေါက်ပြီနော်ထိလဲဒီလျှက်စစ်ဓာတ်အောက်ကနေပြန်ပြီးတော့လက်ဖြားလေးတွေကနေဒီမှာလက်ဖြားနေလက်မောင်းချုပ်ပြီးအုံနောက်တဲ့ကိုချက်ချင်းသတင်းပို့လိုက်တယ်သဘောပေါက်ပြီနော်ဘာနဲ့သတင်းပို့တာတော့လျှက်စစ်ဓာတ်နဲ့ဓာတ်ကြောကသတင်းပို့တာထိပါပြီသူသတင်းပို့တာအဲ့ဒါလို့ချက်ချင်းကိုင်လိုက်တာနဲ့ကိုင်ပါပြီဆိုတာကိုပြန်ပြီးတော့ချက်ချင်းသတင်းပို့ရတယ်ခင်ဗျားတို့ရုံးဝန်ထမ်းတာဝန်ထမ်းဆောင်ရပို့မလို့ဘူးလားကျွန်တော်ဒေတာဝန်တွေထမ်းဆောင်ပြီးပါရော report ပဲလုပ်ရတယ်အဲ့ဒီ report ဘက်ကရုံးကဆိုင်းထားရင်ရတယ်ခန္ဓာကိုယ်က report က immediate ချက်ချင်းလုပ်ရတာဟုတ်ပြီလားကဲကာမတ္တကြောကဂိုင်းနဲ့ကင်လိုက်ပြီကင်ကမထိဘူးလားထိလားထိပါပြီလို့သတင်းပေးလိုက်တယ်ကိုကကင်လိုက်တာလက်နှစ်ဖက်နဲ့လက်ချောင်းနဲ့ကြောင်းနဲ့ကင်လိုက်တာသဘောပေါက်ပြီနော်ထိပါပြီလို့သတင်းပေးလိုက်တော့အဲ့ဒီသတင်းပို့တဲ့ကိုစိတ်ကဘာသာပြန်လိုက်တယ်အခုလက်နှစ်ချောင်းနဲ့ထိထားရုံနဲ့ဒီခွက်ကိုမလို့မရသေးဘူးတဲ့။ဘာရင်နှွေးကအပြည့်ရှိနေတာမလေးဘူးလားလေးလား။လေးတော့မှစိတ်ကထပ်ပြီးအလွတ်လွတ်လိုက်တယ်။အဲ့ဒါကြောင့်မလို့တဲ့မြဲကင်ဆိုတော့ဒါသူလည်းအပိတ်ပြီးတော့ကဓာတ်ကြောကလျှက်စစ်တတ်တယ်အုံနောက်ကနေပြန်စီပြီးလက်ထဲကိုမလာဘူးလား။လာတော့လက်ချောင်းနဲ့တစ်ချောင်းကနေလေးချောင်းပြောင်းကင်လိုက်တယ်။သူအပိတ်ပေးလိုက်တိုင်းကင်တော့ထိပါပြီးတော့သတင်းမပုတ်ဘူးလား။ပို့လိုက်တယ်အခုထိတာပြည့်စုံပြီအဲ့ဒါကြောင့်မို့နောက်တစ်ခါထားမိတ်မိလိုက်တယ်မလိုက်တော့လျှက်စစ်တတ်တွေကပြန်သွားပြန်ပြီအဲ့တော့မမဘူးလားမလားကျွတ်သားရဲ့အဲ့ဒါလို့လုံနေတာငါလုံနေတာလားငယ်လေးရုပ်လုံတာလားသဘောပေါက်ပြီစိတ်ကအမေမေးနေတိုင်းရုပ်ဆိုတာငါလားဓာတ်ကြောရုပ်လားငါလားကျွတ်သားရုပ်လားငါလားအယိုးရုပ်လားရုပ်ကဘယ်နှမျိုးပေါက်လို့ဓာတ်ကြောကြွက်သားအယိုးသဘောပေါက်ပြီနော်စိတ်အပိတ်ပေးတဲ့ရုပ်လုပ်တယ်ဆိုတာအခုခေါ်ပဲကြာသိတာမသိဘူးလားသိတယ်အဲ့ဒီလိုချက်ချင်းသူကသတင်းပို့လိုက်တာပြည့်စုံပြီဟုတ်ပြီလားအဲ့လိုပဲအခုကကြည့်ဒီ pointer လေးကိုကိုကကိုင်းနေစာရေးမယ်ဆိုရုပ်တရက်အမှတ်မတင်ကိုင်းနေတော့ဒီလိုကိုင်းလိုက်တယ်ခိုင်းတဲ့အတိုင်းကိုကခရစစ်တာတွေစီးတာတော့လာမကိုင်းနိုင်ဘူးလားကမ္မဓာတ်ကြောထိတာနဲ့သတင်းမပို့လားပို့လိုက်ပြီးပို့လိုက်တဲ့ခါကျတော့သတင်းပို့တာပြည့်စုံတယ်အဲ့ဒီအတိုင်းဆိုရင်မင်းအစင်မပြေသေးဘူးတဲ့ပြေသလားမပြေတဲ့ကြောင့်ထပ်ပြီးတော့အမိန်ပေးလိုက်တဲ့စိတ်ကကမ္မဓာတ်ကြောကိုရွှေ့လိုက်အောင်တဲ့လက်ကလေးကမရွှေ့ဘူးလားရွှေ့လားရွှေ့လိုက်သတင်းမပို့ဘူးလားပို့နေတယ်အဲ့ဒါထပ်သတင်းပို့တယ်မရသေးဘူးရွှေ့လိုက်အောင်ဆိုခင်ဗျားလက်ကမပြောင်းလားပြောင်းလားအဲ့လိုလုံးနေတဲ့နေ့တိုင်းခိုင်းလိုက်သတင်းပို့လိုက်ခိုင်းလိုက်သတင်းပို့လိုက်ငါလုံးနေတာလားရုပ်တွေလုံးနေတာလားရုပ်ကြီးဆိုတာလည်းပဲသတင်းပို့တာပြည့်တယ်လို့စိတ်ကသိသွားပြီဒါဆိုရပြီ
ရပြီဆိုစိတ်ကအမိတ်ပေးတယ်အလုံးလုံးလိုက်တော့ဆိုတော့ဟိုထောက်ဒီထောက်မလုံးလားလုံးလားအဲ့တော့အလုံးလုံးတယ်ဆိုတာစိတ်နဲ့ရုပ်မှာရုပ်ကတစ်မျိုးတည်းလားသုံးမျိုးလုံးနေရလားသုံးမျိုးဘာတွေတော့ဓာတ်ကြောယုတ်ကြွက်သားယုတ်အယိုးယုတ်သဘောပေါက်ပြီနော်လမ်းလျှောက်မယ်ကြည်သားပါအောင်နော်လမ်းလျှောက်မယ်ဆိုရင်လည်းစိတ်ကအမိတ်ပေးလားပေးလားကဲစိတ်ကအမိတ်ပေးတော့ခင်ဗျားတို့လမ်းလျှောက်တော့ခြေထောက်နှစ်ဖက်နဲ့ဗျိုင်လူလျှောက်လားဗျိုင်လူလျှောက်ရင်ဖားတွေကိုဖြစ်တယ်ဒီပဲဗျိုင်လူလျှောက်လို့ရလားမရဘူးဘယ်ခြေထောက်ညာခြေထောက်ဘယ်သူ့ကိုအရင်လမ်းမလို့သိကြသလားတချို့ကဘယ်ဟာကိုအရင်လမ်းလို့ဘယ်သူကလမ်းခိုင်းတာတော့စာပြီးမတရတဲ့လမ်းလျှောက်တဲ့စိတ်ဖြစ်လားမဖြစ်ဘူးလားလမ်းလျှောက်တဲ့စိတ်ကနေရွေးရတယ်ဘယ်ဘက်ကိုအရင်လှမ်းမလားညာဘက်ကိုအရင်လှမ်းမလားမရွေးလားရွေးလားတကယ်တော့စိတ်ကရွေးတာဘယ်ဘက်ကိုလှမ်းမယ်ဆိုရင်စိတ်ကအမိန်မပေးဘူးလားအမိန်ပေးလိုက်တာနဲ့ဒီနေ့ညာဘက်အုံနောက်ကလျှက်ချက်တတ်တယ်မလားဘူးလားဓာတ်ကြောတွေကကြောရိုးတွေရောက်မလားဘူးလားလာပြီးတော့ဘယ်ဘက်ပေါင်ကြွသားကိုမစိမ်းဘူးလားစိမ်းပြီးတော့ကြွသားတွေကကျုပ်လိုက်ချက်တဲ့အယိုးကြီးကမမဘူးလားအဲ့ဒါကိုခမည်းတော်ကပြောတယ်ကြွတယ်လှမ်းတယ်တဲ့အမေငါကြွတာလှမ်းတာလားကြွသားနဲ့ဓာတ်ကြောတွေလှုပ်နေတာလားကြွသားနဲ့ဓာတ်ကြောတွေကလှုပ်လိုက်တော့မှတခါကြွလိုက်လှမ်းလိုက်နဲ့မချလိုက်ဘူးလားအဲ့တော့ကာမဓာတ်ကြောပြီးသွားပြီဟုတ်ပြီလားခြေပွားနဲ့ကျမ်းမြင့်နဲ့မထိဘူးလားထိလားထိပြီဆိုရင်လည်းသတင်းမပုတ်လားပုတ်လားအဲ့ဒီဟာလေးကကြည့်အောင်တဲ့သူတို့သတင်းပို့တဲ့ဟာလေးကပြောင်းပြန်ပေါ့နော်ဒါခြေထောက်ကြီးရှိတယ်ခြေထောက်ကြီးရှိတယ်လို့ပြောဒါခြေပွားကြီးဒီကအပေါ်ကသတင်းပို့တဲ့ဓာတ်ကြောကအပေါ်ကနေလာတာသတင်းပို့တာဘယ်ကဆင်းမှာတော့အပေါ်ကနေဆင်းလာတာခိုင်းတဲ့ဓာတ်ကြောနော်ခိုင်းတဲ့ဓာတ်ကြောကသတင်းပို့တဲ့ဓာတ်ကြောကပြောင်းပြန်အောက်ကနေအပေါ်ကိုပြန်သွားမယ်သဘောပေါက်ပြီလားအဲ့ဒါလို့သွားနေတာဘယ်ဘက်ခြေထောက်ကြီးကြွပါအောင်ဆိုတော့သတင်းပို့လိုက်တော့ကြွသားတွေကမကြုံလားကြုံလားကျုံလိုက်တော့ကြွရတဲ့နှမ်းလေးတွေချလိုက်တော့ကျမ်းမြင့်နဲ့မထိဘူးလားထိလားထိတဲ့ထိတော့သတင်းမပုတ်ဘူးလားပို့လိုက်ပြီထိပြီသူကသတင်းပို့လိုက်တယ်ဒီတိုင်းပဲဆန့်ကျင်ပဲပြောတော့ညာဘက်အုံနောက်ကိုရောက်သွားတယ်အဲ့ဒီခါကျတော့စိတ်ကသိတယ်အခုထိတယ်ဆိုတာဟာငါခြေတော့ကြီးကျမ်းမြင့်ပေါ်မှာချောချောမွေ့မွေ့ထိတာစူးလည်းမရှိဘူးခလုံလည်းမရှိဘူးလို့မသိဘူးလားသိလားအဲ့လိုသတင်းပို့လိုက်တာအဲ့တော့မှစိတ်ကထအမိတ်ပေးလိုက်တယ်အဲ့ဒါဆိုရင်ညာဘက်ခြေထောက်ကိုကြွပါတော့ဟောစိတ်ကအမိတ်မပေးလားအမိတ်ပေးတော့ဘယ်တော့အုံနောက်ကနေပြီးတော့လျှက်စစ်တတ်နဲ့ဓာတ်ကြောတွေလေဘင်းကကြောရိုးကနေညာဘက်ပေါင်မစင်းဘူးလားစင်းလာတော့ဓာတ်ကြောတွေကအလုပ်တော့ကြွက်သားတွေကမောင်းလိုက်ချလိုက်လှမ်းလိုက်နဲ့လို့တော့ညာဘက်ခြေထောက်ကြီးမချဘူးလားချလားချလိုက်တာတမ္မဓာတ်ကြောမဖြစ်ဘူးလားဖြစ်လားဖြစ်သွားပြီအဲ့တော့မှခြေပွားနဲ့ကျမ်းမြင့်နဲ့ပြီးတော့သတင်းပို့တဲ့ဓာတ်ကြောကမလာဘူးလားခြေပွားပြီးစားပြီးတော့ခေါင်းထိသတင်းတွေပို့လိုက်တော့စိတ်ကတိသွားပြီဘယ်လိုတိတာတော့ငါရဲ့ညာဘက်ခြေထောက်ထိအခုကျမ်းမြင့်နဲ့ထိတာညီညွတ်ရှိတယ်ခလုံးမရှိဘူးဆိုတာမသိလားသိလားပြီးပြီးတော့နောက်တော့ဘယ်အမိမေးတော့ဘယ်ပဲခြေထောက်ဆိုတော့အဲ့တော့ကြွားလိုက်လိုက်နဲ့ဘယ်ခြေနှညာတိနာမလှမ်းလားအဲ့ဒါလိုနှမ်းနေတာငါသွားနေတာလားစိတ်နဲ့ရုပ်တွေအလုံးလုံးနေတာလားအဲ့ဒါလိုအလုံးလုံးနေရင်နောက်တစ်ခါညာဘက်ကနှမ်းလိုက်ကောအောက်မှာခဲတွေရှိတော့မနေမိဘူးလားနေမိလားနေမိလည်းပြီးတော့သတင်းပို့လိုက်ပြီအဲ့ဒီသတင်းပို့တာအဆင်ပြေတယ်ပို့လားမပြေတယ်ပို့လားမပြေဘူးနားနေပြီသတင်းလည်းပို့တော့နောက်ထပ်အမိန့်ဆက်ပေးလိုက်တယ်အဲ့ဒါဆိုရင်အဲ့ဒီခြေထောက်ကြီးကိုရုပ်လိုက်တော့ဆိုနောက်မဆုပ်ဘူးလားဆုပ်တာအဲ့ဘယ်သူအလုံးလုံးနေတာလဲငါလုံးနေတာလားဓာတ်ကြောတွေအလုံးလုံးနေတာလားအထကြောတွေအလုံးလုံးနေတာသဘောပေါက်ပြီနော်အဲ့ဒါလို့အခြေအနေနဲ့အလုံးလုံးနေတာသဘောပေါက်ပြီအဲ့ဒီဓာတ်ကြောတွေအလုံးလုံးနေတဲ့နေရာမှာသတင်းပို့တဲ့ဓာတ်ကြောကနာရင်နာတယ်လို့သတင်းမပုတ်လားပုတ်လားပို့တယ်အခုခင်ဗျားတို့တင်မားနဲ့ကျမ်းနဲ့မထီလားထိလားအရင်ပြောင်းမှာဓာတ်ကြောရှိလားမရှိလားတင်မားတွေမပူလားပူလားဘယ်သူကလုတ်တာတော့သတင်းပို့တဲ့ဓာတ်ကြောကလုတ်တယ်လို့စောစောကသိလားမသိဘူးညောင်းတယ်ဆိုတော့မပလိုက်လားငါညောင်းတာလားရုပ်တွေညောင်းတာလားအဲ့ဒါကိုညောင်းတာကိုဘယ်ဓာတ်ကြောကလုတ်တာတော့သတင်းပို့တဲ့ဓာတ်ကြောကလုံနေတာအဲ့ဒါကြောင့်မို့ခင်ဗျားတို့ထိုင်နေတဲ့အခါမှာဟိုဘက်ရွှေ့လိုက်ဒီဘက်ရွှေ့လိုက်ရွှေ့လားမရွှေ့ဘူးလားရွှေ့နေသတင်းပို့တဲ့ဓာတ်ကြောကနားရဲကျင်တယ်လို့မပုတ်လားပုတ်လားပို့တိုင်းစိတ်ကပြောင်းနေတယ်လို့ဖြစ်ဘူးလားစိတ်ကပြောင်းနေတယ်ဆိုတော့ဓာတ်ကြောရဲ့အမိန်မျိုးတော့ကြွက်သားတွေကတော့တင်မကြီးကဟိုဘက်ရွှေ့ဒီဘက်ရွှေ့အစင်းကိုပြေးနေတာကမ္မထမ်းထိုင်တော့ကမ္မထမ်းဆရာမလှုပ်နဲ့ဆိုတော့မှဒုက္ခရောက်တာဟုတ်သလားမဟုတ်ဘူးလားမလှုပ်နဲ့ဆိုတော့နာလာကျင်တာသတင်းမပုတ်လားပုတ်လား
ပို့တယ်အဲ့ဒါကိုယ်လို့လားသူ့လို့လားမပြင်းမဲနေတော့သူကရက်ပေးလားခမည်းအမိန့်ကိုနားခံလားဘာဖြစ်လို့မနာခံလို့နားရဲကျင်းနေဆိုတာရုပ်ရဲ့သဘာဝမဟုတ်ဘူးလားနားရဲဆိုတာသတင်းပို့တာရုပ်ကခံနိုင်လို့သတင်းပို့တာလားမခံနိုင်လို့သတင်းပို့တာလားငါမခံနိုင်ဘူးလို့သတင်းပို့တာလားရုပ်ကသူမခံနိုင်ဘူးလို့သတင်းပို့တာလားသူမခံနိုင်တော့ပြင်မပေးလို့ရှိရင်နောက်ကြွက်သားတွေအန်သေးသွားလို့ရှိရင်အဲ့ခြေတော့ကြီးလှမ်းလို့ရအောင်မလားအဲ့ဒီအတွက်ကြောင့်နားရဲကျင်းနေဆိုတာရှိသလားမရှိဘူးလားအဲ့ဒီဒုက္ခကတစ်မျိုးသဘောပေါက်လားအဲ့ဒီဒုက္ခကိုပါဠိလိုပီလနာဒုက္ခဟောဘယ်လိုခေါ်တာတော့အခုနောက်ကပါပြီစောစောကသေတဲ့ဒုက္ခဘာဒုက္ခလဲဘာဒုက္ခတော့သင်္ခါရဒုက္ခနဲ့ဝိပရိနာမဒုက္ခဟုတ်ပြီလားအခုခင်ဗျားတို့ခါးလေးတွေထိုင်နေတယ်ဖင်လေးတွေပူတယ်ကြောလေးတွေပူတယ်ဆိုတော့ဟာဒီဓာတ်ကြောတွေကသတင်းမပုတ်လားတကယ်တော့သူသတင်းပုတ်လို့စိတ်ကသိတာအဲ့ဒါနာမှုကျင်မှုမပါဘူးလားပါလားပါတယ်အဲ့ဒီနာမှုကျင်မှုကငါနာနေတာလားယုံနာနေတာလားယုံနာနေတယ်ယုံနာနေတာကိုသတင်းပို့တာငါကသတင်းပို့တာလားဓာတ်ကြောယုံကသတင်းပို့တာလားဓာတ်ကြောယုံကသတင်းပို့လို့သိတာငါကသိတာလားစိတ်ကသိတာလားအဲ့တော့ငါသိတာလားစိတ်သိတာလားအခုအလုံးလုံးနေတာငါလုံးနေတာလားယုံနေနိုင်လုံးနေတာလားအေးပေါ့အဲ့ဓာတွေသိမှတရားထိုင်ရင်မလွယ်ဘူးလားလွယ်လားလွယ်နေအဲ့ဒီလိုနာမှုကျင်မှုပါလိုက်ဒုက္ခကိုပါဠိလိုဘယ်လိုခေါ်လို့ပီလနာဒုက္ခညောင်းနေညာတယ်ဆိုတာလဲဘာဒုက္ခလဲပီလနာဒုက္ခခလုတ်တိုက်လို့နိုင်ရင်လဲဘာဒုက္ခလို့ပီလနာဒုက္ခဟုတ်ပြီနော်ကဲခုနကပြောတဲ့ဝိပရိနာမဒုက္ခမရှိလားရှိတာဝိပရိနာမဒုက္ခနာမှုကျင်မှုပါလားဟောကွာသွားပြီဟုတ်ပြီလားဝိပရိနာမဒုက္ခနာမှုကျင်မှုပါလားပီလနာဒုက္ခဘာပါတော့အဲ့တော့ခင်ဗျားတို့အားလုံးကနာမှုကျင်မှုပါတာကိုပဲဒုက္ခလို့ထင်းနေတယ်သဘောပေါက်လားတကယ်တော့ပြီးလို့ဝိပဿနာတော့ဆင်သက်တတ်တာမရှိဘူးလားရှိတာတစ်စက္ကန့်မှာဘလောက်ပြက်နေတော့ငါးကလေးပြက်နေတယ်ငါးကလေးပြက်တိုင်းပြက်တိုင်းနာလို့ရှိရင်ခင်ဗျားတို့အော်နေရပြီသဘောပေါက်လားအဲ့ဒီသဘာဝဒုက္ခနာမှုကျင်မှုပါသလားမပါဘူးတဲ့အဲ့ဒီလိုဒုက္ခအမျိုးအစားတွေကွဲပြီးတော့မှသင်လေပြီးရင်ဘယ်ဒုက္ခကိုဘယ်လိုလုပ်မယ်ဘယ်ဒုက္ခကိုရှုမယ်သင်လေအဲ့ဒါကြောင့်ဓမ္မမိတ်ဆွေတို့ဒီကဲအခုသင်ပေးတာဒုက္ခ၃မျိုးသင်္ခါရဒုက္ခဝိပရိနာမဒုက္ခပီလနာဒုက္ခအဲ့ဒီဒုက္ခ၃မျိုးမှာနာမှုကျင်မှုနဲ့အလုံးလုံးနေတာဘာဒုက္ခတော့နာမှုကျင်မှုမပါတဲ့ဒုက္ခဘာဒုက္ခနဲ့ဘာဒုက္ခတော့သင်္ခါရဒုက္ခနဲ့ဝိပရိနာမဒုက္ခအဲ့ဒါကြောင့်အဲ့ဒီလိုသဘောပေါက်သိတာကိုရိုးရိုးသိတာလားအထူးသိတာလားအထူးသိရဲ့အဲ့ဒါကိုဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်အခုလိုရတာဘာဉာဏ်တို့သုတမယဉာဏ်ဘာဉာဏ်တို့တတော်တင်ပေးလို့ရတဲ့အတွက်ကြောင့်ဘာဉာဏ်လို့ခေါ်လို့စာအုပ်ဖတ်လို့ရရင်လည်းဘာဉာဏ်လို့ခေါ်လို့အခုလိုရတဲ့သုတမယကိုဟုတ်သလားမဟုတ်သလားလို့ခင်ဗျားတို့ကိုယ်တိုင်စဉ်းစားဖို့လိုသလားမလိုဘူးလားအခုလိုစဉ်းစားတာအိမ်အကြောင်းစီဝါရေးအကြောင်းစဉ်းစားတာလားပရမတ္ထယုံတယ်လို့စဉ်းစားတာလားပရမတ္ထယုံတယ်လို့စဉ်းစားတာပါရမီကုသိုလ်ဖြစ်တယ်စဉ်းစားရမယ်အဲ့ဒါလို့စဉ်းစားလို့သိလာရင်စိန်တာမယဉာဏ်လို့ခေါ်တယ်ဘာဉာဏ်လို့ခေါ်တော့အဲ့ဒီစိန်တာမယဉာဏ်ကကျွန်တော်လုပ်ရမှာလားခင်ဗျားတို့လုပ်ရမှာလားယောဂီတွေကဘာဉာဏ်ဖြစ်အောင်လုပ်ရမှာတော့သုတမယပြဖြစ်အောင်ဘယ်သူကလုပ်ရမှာတော့ကျွန်တော်ကလုပ်တယ်ရတဲ့သုတမယကိုဆွဲနေအောင်မှန်တယ်ဟုတ်လိုက်တာလို့သဘောပေါက်အောင်တွေးတောပေးရမယ်စိန်နာမယဉာဏ်ကိုဘယ်သူလုပ်ရမှာတော့ယောဂီတွေလုပ်ရမယ်အဲ့ဒီဉာဏ်ဉာဏ်ပိုင်းပြီးဆိုတော့နောက်ထပ်အလုံးလုံးလို့ရပြီအဲ့ဒါဘာဝနာမယဉာဏ်ဘာဉာဏ်လို့ဘာဝနာမယဉာဏ်လုပ်ဖို့ဒီရှေ့ကဘယ်ဉာဏ်တစ်ခုလို့တလို့သုတမယဉာဏ်နဲ့စိဏမယဉာဏ်လိုပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေတို့သည်တဲ့နော်အခုဝိပဿနာရှုနိုင်အောင်လို့အခုကျွန်တော်ပြတဲ့သဘောလေးတွေကိုစိဏမယဉာဏ်နဲ့ပွားများရင်ဝိပဿနာယောဂီအဖြစ်အောင်ကြိုးစားကြပါလို့တင်ပြရင်ပထမတဏှာကြီးဆိုးနှုံးမှုကိုရှင်းနာကြပါစို့ခင်ဗျာ